လာပါမင်္ဂလာပါဆရာတို့ဒီမှာရှိတဲ့မိသားစုတွေအားလုံးမင်္ဂလာပါ Zoom ကမိသားစုတွေအားလုံးမင်္ဂလာပါမင်္ဂလာပါโอเคဆိုတော့ဒီညပြန်လည်ပြီးတော့မှကျွန်တော်ဒီနေရာမှာသူကကျွန်တော်နှုတ်ဘတ်တော်အားဖြင့်ပါဝင်ခွင့်ရတော့ကြောင့်ဖခင်ကျေးဇူးချီးမွမ်းတယ်သုံးတော်ခံခွင့်ရတော့ကြောင့်ကျေးဇူးချီးမွမ်းတယ်အချိန်တိုင်းပြင်ဆင်ပေးတဲ့ဖခင်သခင်ကိုတော်၎င်းကျွန်တော်ကိုနှုတ်ဘတ်တော်ဝင်ကားပေးဖို့ရန်အတွက်အခွင့်ပေးတဲ့ဆရာရှောင်းလည်းကျေးဇူးတင်တယ်เนาะဒီမှာကျွန်တော်လည်းမဲဆိုင်ကနေလွန်ခဲ့တဲ့တနင်္လာနေ့ညပေါ့နော်ဒီပြန်ရောက်လာတာဖြစ်တယ်ရောက်လာပြီးတော့မှဒီကျွန်တော်တို့နည်းနည်းဗီဇာကိစ္စတွေပေါ့နော်ဖောင်ဒေးရှင်းကိစ္စတွေလည်းလှုပ်ရှားရှိရလေးတွေလှုပ်ဆောင်ဖို့ရန်အတွက်ကျွန်တော်ပြန်လည်ရောက်ရှိလာတာဖြစ်တယ်ဆိုတော့ဒီကမိသားစုတွေလည်းပြန်ဆုံတွေ့ရတဲ့အတွက်ဖခင်ကျေးဇူးချီးမွမ်းတယ်နော်ဇုံကမိသားစုတွေအားလုံးလည်းမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဇုံကမိသားစုတွေတကယ်တယ်နော်အားလုံးကိုတတိရတယ်အားလုံးကိုအမြဲတမ်းဇုံမှာနော်တစ္ဆာရှိစွာနဲ့တင်တို့ပါဝင်တဲ့အရာပေါ်မှာလည်းဖခင်သခင်စီကနေတာ၍ကောင်းကြီးမင်္ဂလာတွေပေါ့နော်ကျွန်တော်အသက်တော်မင်္ဂလာတွေတာရေးခံစားရအောင်မယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့လေဒီ Zoom ကကျွန်တော်မပတ်ရပေါ့နော်ကျွန်တော်ပြန်ပြီးစဉ်းစားမိတယ်ဒီနေ့ပဲဒီ Zoom Fellowship ကကျွန်တော်ဖခင်သခင်စတင်ပြီးတော့မှတည်တည်ပေးခဲ့တဲ့အရာဖြစ်တယ်ပေါ့ဒီနေ့ The Light Worship Center အသင်းတော်တွေကနော်ကျွန်တော်ရဲ့ဝိညာဉ်ဖခင်ဝိညာဉ်ကောင်းဆောင်ဆရာဒေးဗစ်လာအဖြစ်ဖခင်သခင်ယူပါယုံပေးပြီးတော့မှဖြစ်ပွားစေခဲ့တဲ့အခါမှာဒီ The Light Worship Center အခုကဘာဝမှာ The Light Worship Center အသင်းတော်တွေအများကြီးဖြစ်လာပြီအခုဆိုနော်အစားတုန်းကတော့ကျွန်တော်လည်းဒီမှာစည်ရင်နည်းနည်းရေးမှတ်ထားသေးတယ်တစ်ခုနှစ်ခုပေါ့အသင်းတော်တွေဖြစ်လာတယ်ဖြစ်ပွားလာတယ်အခုကကျွန်တော်လည်းမရေးမှတ်နိုင်တော့ဘူးဒီနောက်ပိုင်းမှာပေါ့နော်ဘာလို့ဆိုအသင်းတော်တွေကတိုင်းတိုင်းကအတီးတီးမှာအခုအများကြီးအစပြုပြီးတော့မှအရှင်ဟုန်နဲ့သွားနေတဲ့အခါမှာအခုအများကြီး The Light Worship Center အသင်းတော်တွေကျွန်တော်တို့မြင်တွေ့လာရတယ်ဆိုတော့ကျွန်တော်ပြန်စဉ်းစားတဲ့အခါမှာလေဒီ The Light Worship Center အသင်းတော်အားလုံးကဘယ်ကနေတည်တည်ပြီးတော့မှဘုရားသခင်ကပြင်ဆင်ပေးခဲ့တာလဲဆိုတော့ဒီ Zoom မှာဒီ DMI Zoom Fellowship ကနေဘုရားသခင်ကတည်တည်ပေးခဲ့တဲ့အရာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီ Zoom ကိုလည်းကျွန်တော်တို့ကဆရာဒေးဗစ်ကိုတိုင်ကလည်းပေါ့နော်မရက်လိုက်ချင်ဘူးဒါကြောင့်ဒီချိန်မှာ Zoom နဲ့ဆိုတောင်းတန်ရုံဒီဝတ်ပြုကိုးခဲ့တာမရှိကြတော့ဘူးလေနော်လိုအပ်မှစီဝေးလောက်တာတို့ဘာတို့လောက်ပဲဆိုတော့ကိုဗစ်ကာလမှာဒီ Zoom အပြင်ကျွန်တော်တို့စတင်ခဲ့လိုက်တာဒီနေ့ဆိုရင်အသင်းတော်တွေများစွာဒီ DMI Zoom Fellowship ကနေကျွန်တော်အစပြုခဲ့တဲ့အရာဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ပြန်ပြီးစဉ်းစားမိတယ်နော်လွန်ခဲ့တဲ့2000ခုနှစ်ကပေါ့ကိုဗစ်ကာလမှာ2000ခုနှစ်ဒီဇင်ဘာလမှာနော်ကျွန်တော်အစပြုခဲ့တဲ့ဒီ Zoom Fellowship တွေကနေအခုဆိုရင်ကြည့်ပါဦး2006ရောက်လာပြီ2020ပြောတာ sorry 2000ရောက်သွားတယ်နော်ဟာကျွန်တော်အဝေးရောက်သွားတယ် sorry yeah 2020တော့က sorry ဘယ်လို2000ရောက်သွားလဲ memory ကဆိုတော့2020ကနေစလိုက်တာအခုဆို2026ဒီဒီဇင်ဘာဆိုရင်ဒါ6နှစ်ပြည့်မယ်နော်ဝေါဖျားတခင်အလုပ်လုပ်နေတဲ့အရာတွေပေါ့နော်တိုးပွားလာတယ်အသင်းတော်တိုးပွားလာတဲ့အခါမှာကျွန်တော်ဒီရောက်မြင်တွေ့တဲ့အခါမှာဖျားအရန်ကျေးဇူးတင်တယ်ကျွန်တော်တို့တွေတခါလေကြာရင်ဒါကြောင့်လေဖျားရဲ့အကြံစီနဲ့ဖျားအလုပ်လုပ်တဲ့အရာကလေကျွန်တော်နားမလည်နိုင်ဘူးနော်နားလည်ဖို့လည်းဘယ်တော့မှစူးစမ်းလို့မရအောင်နားလဲအောင်စူးစမ်းလေကိုပဲပင်ပန်းလေပဲဖခင်အကြံစီနဲ့ဖခင်အလုပ်လုပ်တဲ့အရာကျွန်တော်တို့နားလဲဖို့မလိုဘူးကျွန်တော်နားထောင်ဖို့ပဲလိုတာဖြစ်တယ်ဟာလေလုယာနားလဲဖို့မစင်စားနဲ့နားလဲဖို့မစူးစမ်းနဲ့နားထောင်ဖို့ပဲရွေးချယ်ပါဖခင်နဲ့ပတ်သက်လာတဲ့အခါမှာနားထောင်ခြင်းထဲမှာပဲတူပွားခြင်းရှိတာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်တို့ဒီZoom Fellowship အပြင်အသင်းတော်အစပြုလာပြီးတော့မှဒီနေ့ဆိုရင်အသင်းတော်များစွာကျွန်တော်တို့တကယ်ပဲ The Light Worship Center အသင်းတော်တွေကျွန်တော်မြင်တွေ့လာရတယ်ဆက်ပြီးတော့ဒီအရာကတာ၍ဘုရားသခင်အမှုပြုအောင်မဲ့အရာဖြစ်တယ်ဟာလေလုယာဘုရားသခင်အသင်းတော်အပြင်ဆက်ပြီးအမှုပြုမဲ့အရာဖြစ်တယ်အသင်းတော်လို့ပြောတဲ့အခါမှာလူအဖွဲ့အစည်းမဟုတ်ဘူးလေအသင်းတော်ဆိုတာကအသင်းတော်ဆိုတာကဒီလူတစုလေးကလာပြီးတော့မှတစုံတစ်ခုတော့ရည်ရွယ်ချက်တဲ့အသင်းတော်ဆိုတာဖြစ်လာတာမဟုတ်ဘူးအသင်းတော်ရဲ့ဖြစ်ပွားခြင်းရည်ရွယ်ချက်ကအသင်းတော်ကိုဖြစ်ပွားခဲ့စေတာကတန်ရှင်တော်ဝိညာဉ်တော်ဖခင်အသင်းတော်ကိုဖခင်တကယ်မြေကြီးပေါ်မှာထားတော့ရည်ရွယ်ချက်ကလည်းဖခင်ရဲ့နိုင်ငံတော်ကိုစားပြုဖို့ရန်အတွက်အသင်းတော်ထားတာဖြစ်တယ်ဆိုတော့ကမှကျွန်တော်တို့အသင်းတော်မိသားစုတွေကျွန်တော်တို့အသင်းတော်ဆိုတဲ့ကျွန်တော်တို့ယုံကြည်သူတွေစုဝေးခြင်းမှာဖခင်တခင်ကအင်ပတာမှာသူစိတ်ဝင်စားတော့
နေရာကအသင်းတော်ပဲဘုရားခင်အင်မတန်မှစိတ်ဝင်စားပြီးတော့မှအင်မတန်မှမျှော်လင့်တာကအသင်းတော်ဖြစ်တယ်အသင်းတော်ကိုတင်အင်မတန်မျှော်လင့်တယ်အသင်းတော်ဘုရားခင်ရဲ့ကိုယ်စားဘုရားရဲ့နိုင်ငံတော်ကိုယ်စားအသင်းတော်ကိုဘုရားခင်ကမြေကြီးပေါ်မှာဖြစ်ပွားစေတာဖြစ်တော့ကြောင့်ကျွန်တော်တို့အသင်းတော်ယုံကြည်သူတိုင်းကအသင်းတော်ဖြစ်တယ်နော်ဒီလိုပြောတဲ့အခါမှာအဆောက်အုံနဲ့နေရာဒေသကိုကျွန်တော်ပြောနေတာမဟုတ်တော့ဘူးအသင်းတော်လို့ပြောတဲ့အခါမှာယေရှုခရစ်တော်ကိုမိမိရဲ့အသက်ခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တော်သူတိုင်းကဘုရားခင်ရဲ့အသင်းတော်ဖြစ်တယ်အသင်းတော်လို့ပြောတဲ့အခါမှာအဲ့ဒီအသင်းတော်မှာအဓိကအမှုပြုတော်သူကတန်ရှင်တော်ဝိညာဉ်တော်ဘုရားဖြစ်တယ်အသင်းတော်ကလည်းအမြဲတမ်းကျွန်တော်တို့ဘသူရဲ့ဥဆောင်ခြင်းမှာတွားရမလဲဆိုတော့ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းမှာတွားနေတော့အသင်းတော်ဖြစ်ဖို့လိုတယ်ဒါဆိုရင်အသင်းတော်ရဲ့ရည်ရွယ်ချက်ဥတီချက်အသင်းတော်ကိုမြေကြီးပေါ်မှာဘုရားခင်ဖြစ်ပွားစေခြင်းရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့အသင်းတော်ရဲ့ဥကောင်းဒီတော့ခရစ်တော်ရဲ့အလိုတော်အကြံစီတော်ကိုပြီးပြည့်စုံစေဖို့အသင်းတော်ထားတာဖြစ်တယ်။ဒါကြောင့်အသင်းတော်နဲ့ခရစ်တော်ကကျွန်တော်တို့တလုံးတဝတည်းဖြစ်တယ်။အဲ့ဒီအရာကျွန်တော်တို့နားမလည်ဘူးဆိုရင်လူလက်နဲ့လှုပ်တဲ့ဗိမာန်တော်မှာဘုရားသခင်ကမကျင်းဝတ်ဘူး။ဒါပေမဲ့ဒီနေ့လူနီးလူဟန်နဲ့လှုပ်ဆောင်တဲ့ဖြစ်ပွားလာတဲ့အသင်းတော်တွေလည်းအများကြီးရှိတယ်။ဒါပေမဲ့လူလက်နဲ့လှုပ်တဲ့ဗိမာန်တော်မှာဘုရားသခင်မကျင်းဝတ်ဘူး။ပြောချင်တာကဘုရားရဲ့မျက်မှောက်တော်တန့်ရှင်တော်ဝိညာဉ်တော်ဘုရားကအဲ့ဒီနေရာမှာအလုံးမလုပ်ဘူး။အလုံးလုံးလို့မရဘူး။အသင်းတော်ဆိုတာခရစ်တော်ရဲ့ခန္ဓာကိုယ်ဖြစ်တယ်လို့အသင်းတော်ကိုဖြစ်ပွားစေတာကဘုရားသခင်ဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အသင်းတော်ဒီဟုတော့ယုံကြည်သူဖြစ်တဲ့သင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာအရေးကြီးဆုံးသောအရာကအသင်းတော်လို့ပြောရင်ခရစ်တော်ရဲ့ခန္ဓာကိုယ်ဖြစ်တယ်ခရစ်တော်နဲ့တလုံးတဝတည်းဖြစ်နေတော့အသင်းတော်ပြောတာဖြစ်တယ်အဲဆိုရင်အဲ့ဒီခရစ်တော်နဲ့တလုံးတဝတည်းဖြစ်နေတဲ့အသင်းတော်ကဘာအရေးကြီးဆုံးလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့ဥဆောင်ခြင်းထဲမှာအစဉ်အမြဲလှုပ်ဆောင်နေတတ်တော့ဝန်ခံတတ်တော့အသင်းတော်ဖြစ်ဖို့အင်မတန်အရေးကြီးတယ်ဟာလေလုယာအဲ့ဒီအချိန်ကြမှာပဲမြေကြီးပေါ်မှာအသင်းတော်ကိုဖြစ်ပွားစေခြင်းကဖခင်ရဲ့အလိုတော်ကြံစီတော်ပြည့်စုံဖို့ကျွန်တော်မြင်တွေ့လာမှာဒီနေ့ဝမ်းနည်းဖို့ကောင်းသောအရာကအသင်းတော်လို့ပြောတဲ့အခါမှာကျွန်တော်တို့အဲ့လိုနားမလဲတတ်ခဲ့တဲ့အခါမှာလူရဲ့အခြေအနေမျိုးစုံမှာကျွန်တော်ဖြစ်ပွားလာတဲ့အသင်းတော်တွေရှိတယ်လေနော်အသင်းတော်နဲ့ပတ်သက်လေ့လာလိုက်ရင်လည်းအများကြီးရှိတယ်ရှုပ်ထွေးမှုတွေဖြစ်သွားတာတွေလည်းရှိတယ်အမျိုးစုံရှိတယ်ဒါပေမဲ့အဓိကနှုတ်ကပတ်တော်အပြင်ကျွန်တော်နားလည်ရတဲ့အရာကအသင်းတော်ဆိုတာဘုရားသခင်ဖြစ်ပွားစေတဲ့အရာဘုရားသခင်ရဲ့အလိုတော်ကြံစီတော်ထဲမှာအသင်းတော်ဖြစ်ပွားလာပြီးတော့မှဘုရားရဲ့နိုင်ငံတော်ကိုကိုးစားပြီးတော့အသင်းတော်ဖြစ်တယ်ဘုရားဘုန်းတော်အတွက်မြေကြီးပေါ်မှာထားတာဖြစ်တယ်ဒါကိုကျွန်တော်တဘောပေါက်တယ်ဆိုရင်အသင်းတော်အားဖြင့်ဘုရားသခင်ကမြေကြီးပေါ်မှာအမှုပြုတာဖြစ်တော့ကြောင့်သင်နဲ့ကျွန်တော်ယုံကြည်သူဖြစ်တဲ့သင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာကဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းထဲမှာဆက်ပြီးတော့မှနေ့တိုင်းသွားတတ်တော့အသက်တာဖြစ်ဖို့ပဲအရေးကြီးဆုံးအာမင်ဒါကြောင့်ဒီနေ့ညမှာကျွန်တော်အနေနဲ့အသင်းတော်လို့ယုံကြည်သူဖြစ်တဲ့အသင်းတော်တွေကျွန်တော်တို့အတွက်အင်မတန်အရေးကြီးတဲ့အရာလည်းဖြစ်တယ်နောက်တစ်ခုကဒီအသင်းတော်တွေထဲမှာအများဆုံးအသင်းတော်လို့ပြောတဲ့အခါမှာအသင်းတော်မှာမြင်တွေ့ရတဲ့အသင်းတော်မှာရှိတဲ့ characteristic လက္ခဏာတစ်ခုအင်မတန်အရေးကြီးတဲ့လက္ခဏာတစ်ခုအဲ့ဒီအကြောင်းအရာကလည်းဒီနေ့ခေတ်ကာလမှာကျွန်တော်တို့တော်တော်များများဘယ်လိုခေါ်မလဲရှုပ်ထွေးမှုတွေဖြစ်စေတဲ့နေရာအရာတစ်ခုဖြစ်နေတယ်အသင်းတော်လို့ပြောရင်အသင်းတော်ရဲ့ characteristic ဆိုတာရှိရလေနော်အသင်းတော်တစ်ခုရဲ့အင်္ဂါလက္ခဏာတွေရှိတယ်အသင်းတော်ဘုရားသခင်ဖြစ်ပွားစေတဲ့အသင်းတော်တစ်ခုမှာအသင်းတော်မှာရှိရမယ့်အင်္ဂါလက္ခဏာတွေဆိုတာရှိတယ်တော့ကျွန်တော်54 ministry နော်54 ministry လို့ခေါ်တယ်ဒီတမန်တော် prophetဧဝံဂေလိသင်အုပ်ဆရာဆိုတဲ့အဲ့ဒီလိုမျိုးအရာတွေပေါ့အဲ့ဒါပဲမဟုတ်ဘူးနော်ဒီနေ့ညကျွန်တော်အဓိကပြောရမယ့်ထဲမှာအရေးကြီးဆုံးပါလဲဆိုတော့အသင်းတော်ဖြစ်တဲ့ယုံကြည်သူတွေကျွန်တော်တို့တက်တာမှာအရေးကြီးဆုံးနဲ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းနားလည်ဖို့လိုအပ်တော့အကြောင်းအရာတစ်ခုကိုကျွန်တော်ဒီညအဓိကပြောရမှာဖြစ်တယ်ဆိုတော့ဟုတ်ပြီနှုတ်ပတ်တော်လေးမသွားခင်မှာကျွန်တော်ပုံလေးနည်းနည်းကြည့်အောင်တမီးရေပုံလေးထိုးပေးပါဦးဒီနေရာမှာကြည့်ပြီးတော့ကျွန်တော်တို့နည်းနည်း
အခြေတည်ပြီးတော့ကျွန်တော်ပြောရမယ်လीနော်ဒီတစ်ခါမဟုတ်သေးဘူးဒီနောက်တစ်ခုဒါကျွန်တော်ရဲ့လက်ရနောက်တစ်ခုโอเคဆိုတော့အားလုံးဒါပုံပုံပဲကြည့်ပြီးအရင်ကျွန်တော်တို့စဉ်းစားကြမယ်လीနော်ဒီပုံကပန်းသီးပင်ဒါပေမဲ့ဟိုမှာကြည့်လိုက်သူကတဘာဝအပင်မဟုတ်ဘူး artificial အခုကျွန်တော်တို့ AI artificial ဆိုတော့တကယ်အစစ်ကဲ့သို့ပြုပြင်လှုပ်ဆောင်ထားတော့ပန်းသီးအပင်ပန်းသီးအစစ်မဟုတ်ဘူးဒါဆိုရင်သူကအစစ်မဟုတ်တော့ကြောင့်သူ့မှာဘာမရှိဘူးလဲအသက်မရှိဘူးအမြင့်မရှိဘူးနောက်တစ်ခုကဘာမရှိဘူးလားမရှိတဲ့အရာတွေစဉ်းစားကြည့်အဲ့ဒီအပင်ကိုကြည့်ပြီးတော့ဘာမရှိဘူးလဲကြီးထွားခြင်းမရှိဘူးပြောင်းလဲခြင်းမရှိဘူးတိုးတက်ခြင်းမရှိဘူးသူကအဲ့ဒီပုံစံတစ်ခုထဲမှာအသေးဖြစ်နေတာပုံစံကတော့ကြတယ်ဒါပေမဲ့အသေးဖြစ်နေတာဘာတိုးပွားခြင်းမှမရှိဘူးဘာပြောင်းလဲခြင်းမှမရှိဘူးဘာအသက်မှလည်းမရှိဘူးသူကဒီတိုင်းပဲတော့ဒါဒီပုံလေးပဲကျွန်တော်အရင်ကြည့်ပြီးတော့မှသွားလိုက်ပုံကြည့်ပြီးရင်တော့မှတော်တော်ကျွန်တော်တရားဟောစရာအရင်မလို့တော့သဘောပေါက်သွားပြီအားလုံးက level တစ်ခုမှရှိနေဆိုလေနော် Okay နောက်တစ်ပုံကြည့်မယ်တမီး Okay ဒါလာပြီဒီမှာဒါကပန်းဒီပင်ဒါကတဘာဝအပင်ဖြစ်တယ်အပင်အစစ်ဖြစ်တယ်ခုနကကြတော့အပင်အတု artificial အခုဒီကောင်တကယ်တဘာဝဟိုမှာအောက်မှာအသီးတွေတောင်ပြုတ်ကျနေတယ်ဟုတ်လားဆိုတော့ဒီအပင်ကိုကြည့်လိုက်တဲ့အခါမှာခုနနဲ့မတူတဲ့အရာတွေဘာတွေဖြစ်သွားရလဲဒါဆိုရင်အသက်ရှိတယ်ဘာရှိလဲကြီးထွားခြင်းရှိတယ်တိုးတက်ခြင်းရှိတယ်ပွားများခြင်းရှိတယ်အမြင့်ရှိတယ်ဒါဆိုရင်ခုနပုံမှာလည်းအမြင့်မမြင်ရအောင်ဒီမှာလည်းအမြင့်ကမမြင်ရအောင်လေရှိတာတေချာလို့လားဘာကြောင့်အမြင့်ရှိရလို့တေချာရလဲBible study ဆိုတော့ Bible study တို့တော့မနော်ဖြေတာဖြေကျွန်တော်မေးတဲ့ချိန်ကျရင်မဟုတ်ရင်အားလုံးနည်းနည်းပြင်းလာမှာဆိုလို့အမြင့်ကိုမမြင်ရပေမဲ့အမြင့်ရှိတယ်ဆိုတာကျွန်တော်ဘာကြောင့်ပြောနိုင်တာလဲအပင်ကကြီးထွားနေတယ်လေအသီးတွေတီးလာတယ်လေဒီအသီးတွေကအခုတီးတယ်ခုနကကျန်ကျွေသွားမယ်ပြီးနောက်တရားဒီရောက်ဘာဖြစ်လဲပြန်တီးတယ်ဘာကြောင့်လဲဆိုတော့အထဲမှာအမြင့်ကျွန်တော်တို့မျက်စိနဲ့မမြင်ရပေမဲ့အဲ့ဒီအမြင့်ကဘယ်ထဲမှာရှိနေရလဲမြေကြီးထဲမှာရှိနေတဲ့အခါမှာမြေကြီးထဲနဲ့သူဘာတွေရနေရလဲသူ့ရဲ့အစာအာဟာရရေကအစဒီအပင်ရဲ့ကြီးထွားမှုရှိသမျှဒီအပင်ရဲ့အသက်ဖြစ်တဲ့အရာမှန်သမျှသူ့ရဲ့အသီးသီးချင်းကိစ္စသူ့ရဲ့ဒီအပင်ရဲ့တက်တန်းရှိသမျှကိုအဓိကလှုပ်ဆောင်နေတာကဘယ်ထဲမှာလဲမြေကြီးထဲမှာအမြင့်ကျွန်တော်မျက်လုံးနဲ့မြင်ရလားမမြင်ရဘူးဆိုတော့ခုနအပင်နော်ခုနက artificial apple tree နဲ့အခုဒါတကယ် natural apple tree ဆိုတော့ကျွန်တော်တို့ပုံစံကတော့ဘာဖြစ်လဲတင်အခုကျွန်တော်မပြောရင်ဒီနှစ်ပုံကိုအတူတူရှင်ထားတမိရှင်လို့ရလားနှစ်ပုံကိုဒီလိုထားပြီးလို့ရလားတပြိုင်တည်းမီဒီယာကိုကျွန်တော်လည်းအလုပ်ပေးလိုက်တာကြုံမပြောတာဘူး sorry နော်တမိအဲ့လိုလုပ်လို့ရရင်လုပ်ပေးပါဦးနှစ်ပုံရှင်လို့ရလားဒီခုန artificial နဲ့ဒီအပင်နဲ့ကိုအဲ့ဆိုကျွန်တော်ပို့ပြီးမြင်တယ်ကျွန်တော်ဘာကိုပျော်သွားခြင်းလဲဆိုတာဒါပြီးရင်ကျွန်တော်သွားမယ်လေနော်ဖြည်းဖြည်းချင်းပေါ့ဖြည်းဖြည်းချင်းအများကြီးလည်းမသွားဘူးအဓိကအရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုပဲရှင်လို့မရဘူးလားတမီးဒီလိုကပ်ပြီးတော့နှစ်ပုံတစ်ပြိုင်တည်းဟိုစကရင်ကိုခွဲပြလိုက်တာအေးဒါလည်းကောင်းပါတယ်တဘာဝအတူနဲ့အစစ်ဆိုတော့အတူထားလို့မရဘူးโอเคတဘောပေါက်ပြီတမီးဟုတ်ပြီဟိုမှာအတူကဘေးမှာအစစ်ကအလယ်မှာကြီးလိုက်ပါဦးကျွန်တော်တို့အတူနဲ့အစစ်ကိုတင်ကခုနကျွန်တော်တို့အဲ့လိုမပြောဘဲနဲ့ဒီတိုင်းကြည့်ရင်ရုပ်တရက်ကြီးလိုက်ရင်တင်ကဘယ်ဟာအတူဘယ်ဟာအစစ်ဆိုတာခွဲခြားလို့မရအောင်ဟို artificial apple tree အတူမှာလဲကျွန်တော်ကအခုဒါဓာတ်ပုံကိုကျွန်တော်ကဒီလိုပြလိုက်လို့ပေါ့နော်သူရဲ့အပင်နဲ့အကိုင်းဝင်အပေါ်မှာကျွန်တော်ဒီတိုင်းပဲရိုက်လိုက်ရင်ဒီတိုင်းကြီးလိုက်ရင်ကျွန်တော်ကပါလားအစစ်လိုပဲထင်ပါ तू ကအစစ်လိုဖြစ်အောင်ကိုလှုပ်ထားတာလေartificial ဆိုတာကတကယ်အစစ်အတိုင်းတူတဲ့ဟာကိုသူကလှုပ်ဆောင်ထားခြင်းကိုပြောတာဆိုတော့ဒီမှာပုံစံကြည့်လိုက်ပါဦးအတူတူပဲမြေကြီးပေါ်မှာဟိုကလည်းသူ့ရဲ့ပင်စီနဲ့အရွက်တွေအသီးတွေကအတူတူပဲဖြစ်နေတယ်ဒါပေမဲ့အဲ့နှစ်ခုကိုအတူတူထားကြည့်လိုက်
ဒီအစစ်နဲ့အတူတူထားပြီးအချိန်ကာလတစ်ခုကြာတဲ့ခါမှာဘာကကွဲပြားသွားလဲ yeah အများကြီးရှိတယ်လေအချိန်တစ်ခုဥမာဒီအပင်နှစ်ခုကိုအတုနဲ့အစစ်ကိုအတူပဲထားလိုက်အချိန်ကြာလာရင်ဘာကွာသွားလဲသူ့အရွယ်ကြီးထွားနှုန်းနဲ့အကုန်ကွာသွားပြီအစစ်ကသူ့ဟာတူပါနောက်100ဒီဆိုနောက်အရွယ်တစ်ခုတူရောက်သွားပြီဟိုအတုရဒီတိုင်းပဲသူကဒီတိုင်းပဲပုံစံကအကုန်လုံးကြီးလိုက်တော့အစင်ကိုပြေးနေတာပဲဒါမဲ့သူ့မှာဘာတိုးပွားခြင်းမှမရှိဘူးဘာကြီးထွားခြင်းမှလည်းမရှိဘူးဘာမှသူ့ရဲ့ပြောင်းလဲခြင်းလည်းမရှိဘူးဒါမဲ့ဒီအစစ်ကကြတော့အတီးကျွေရဲ့ချိန်သူကျွေသွားလိမ့်မယ်အတုနဲ့ထားခဏနေသူယာဒီကုန်တဲ့ချိန်မှာဒီအတီးတွေကမရှိတော့မရှိတဲ့ပြင်နောက်ခဏနေပါဖြစ်လဲအရွက်တွေပါကျွေရင်ကျွေသွားအောင်ပါဒီအစစ်ကြီးကအကိုင်းခက်ကြီးပဲကြံခဲ့တာလည်းဖြစ်နေတယ်အဲ့ဒီချိန်ထိဟိုအပင်ကဘာဖြစ်နေလဲသူຫນွေမိုးဆောင်ကြိုက်တာပြောင်းသူကဒီတိုင်းပဲမပြောင်းဘူးဘာမှမပြောင်းဘာမှကိုမပြောင်းတာဘာကြောင့်လဲအတုမို့လို့အရန်တော်တယ်အတုမို့လို့နော်ဘာမှပြောင်းလဲခြင်းမရှိဘူးဒီမှာတော့သူ့ယာဒီပေါ်မှာအပင်ကပြောင်းသွားတယ်တရားဒီဒီအပင်ရဲ့ကြီးထွားမှုပြောင်းသွားတယ်အပင်ရဲ့အသီးသီးချင်းအရွက်ကျွေချင်းအရွက်တွေပြန်ထွက်လာခြင်းဒါတွေအားလုံးကသူ့အချိန်ကာလတစ်ခုမှာတစ်ခုပြီးတစ်ခုအပင်ပန်းတီးပင်အစစ်ကပြောင်းလဲမှုတွေတိုးတက်မှုတွေကြီးထွားမှုတွေဖြစ်နေတယ်ဆိုတော့ဒီအပင်နှစ်ပင်မှာပုံကိုပဲကြည့်ရင်တို့တွေကဘာလို့ပြောလို့ရလဲပုံစံတူတယ်ရပါပြီ finally thank you to me very good job ဒါချီးမွမ်းရမယ်မီဒီယာ team ရေးလဲစူးစမ်းတာဒါလုံးဝဖြစ်အောင်လုပ်တယ်တို့က okay ဒီမှာကြည့်လိုက်ပါဒီလိုကြည့်တဲ့ခါမှာကြည့်အမြင်ကိုရုပ်တရက်ဒီတိုင်းပဲကြည့်လိုက်ရင်တို့ကအတူတူပဲမတူညီတာဘာပဲရှိလဲဒါဆိုရင်မတူညီတဲ့အရာကွဲပြားစေတဲ့အရာအကြောင်းကတစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဒီလားအမြင့်ရှိခြင်းနဲ့မရှိခြင်းကဒီအပင်အတုနဲ့အစစ်ကကွဲပြားသွားတာဖြစ်တယ်ရပြီဒီပုံနဲ့ကျွန်တော်ဒါတော့မြင်အောင်နော်မြင်ပြီးကျွန်တော်အများကြီးတော့ပြောစရာတော့မလိုတော့ဘူးဒါပေမဲ့ကျွန်တော်လိုအပ်တဲ့အရာလေးတချို့အဓိကပြောချင်တာလေးကိုကျွန်တော်တို့ပြောရမယ်ဆိုတော့ဒါလေးကိုမှတ်ထားပြီးတော့မှဆက်ပြီးတော့မှကျွန်တော်သွားမယ်ဟုတ်ပြီတပိဒါဆိုရင်ခုနကဒါဗင်ချီပကြီးလက်ရလေးနဲ့ပြလိုက်ပါဦးဒါကဘာကြော်မဲ့ပကြီးလက်ရဖြစ်တယ်ခုနကအတုနဲ့အစစ်ကိုပေါင်းလိုက်တော့ဒီလိုထွက်လာစတာနော်ဒါကကျွန်တော်ဆွဲထားတဲ့အရာဖြစ်တယ်ကျွန်တော်ဆင်ခြင်တဲ့အရာဟုတ်ပြီဒီညကျွန်တော်အဓိကပြောရမယ့်အရာက worship ဖြစ်တယ်ကိုးကွယ်ခြင်းဒါကြောင့်ခုနကျွန်တော်ပြောတာအသင်းတော်လို့ပြောတဲ့ယုံကြည်သူတွေမှာအရေးကြီးဆုံးကကိုးကွယ်ခြင်းဖြစ်တယ်ယုံကြည်သူတွေကသင်ယုံကြည်သူလို့ဘာကြောင့်ပြောလဲဟုတ်တယ်ဖခင်သခင်ကိုသင်ယုံကြည်လို့သခင်ယေရှုခရစ်တော်အားဖြင့်သင်ကဖခင်သခင်ရဲ့သားဖြစ်ရတော့ခွင့်ရတယ်ယုံကြည်တော်သူဖြစ်တယ်ယုံကြည်တော်သူကဘာနဲ့အသက်ရှင်လဲယုံကြည်ခြင်းနဲ့အသက်ရှင်တယ်ဒါဆိုရင်သင်ရဲ့ယုံကြည်ခြင်းနဲ့သင်အသက်ရှင်နေတယ်ဆိုတာကိုသင်ယုံကြည်ခြင်းနဲ့သင်အသက်ရှင်နေဆိုတာကိုသင်ကိုဘာနဲ့ခွဲခြားလို့ရလဲဒါဆိုရင်ဘာလို့မြင်လို့ရလဲယုံကြည်ခြင်းဆိုတာမြင်လို့မရဘူးလေသိလားယုံကြည်ခြင်းဆိုတာတို့ပြောလို့တာယုံကြည်ခြင်းဆိုတဲ့ဟာယူတို့ကပြောနေကြတာဒါဆိုသင်မှာသင်ရဲ့ယုံကြည်ခြင်းကိုဘယ်လိုမြင်လို့ရလဲဘယ်လိုပုံစံနဲ့သင်ရဲ့ယုံကြည်ခြင်းကိုတို့တွေမြင်နိုင်လဲစင်ချင်မိလားမသိဘူးယုံကြည်ခြင်းလို့ပြောတဲ့ခါကျရင်ယုံနေသင်ယုံနေဆိုတဲ့သင်ရဲ့ယုံကြည်ခြင်းကိုဘယ်လိုဖော်ပြမလဲ how to express your faith ယုံကြည်ခြင်းကပြလို့ရတယ်လေဒါဆိုရင်ဒီမှာဒီညပြောနေတဲ့ခေါင်းစဉ်ထဲမှာပဲယုံကြည်သင်ရဲ့ယုံကြည်ခြင်းကို express ဖော်ပြတဲ့အရာကဘာလဲဆိုတော့သင်ရဲ့ကိုးကွယ်ခြင်းယုံကြည်သူမှန်ရင်ကိုးကွယ်ခြင်းနဲ့သွားရတာကိုးကွယ်ခြင်းကလည်းယုံကြည်သူတွေနဲ့ပဲယုံကြည်သူတွေအတွက်ဘုရားသခင်ပြင်ဆင်ပေးတာဟာရှင်းလေးပဲနော်ဒါဆိုရင်ယုံကြည်သူတစ်ယောက်အတွက်အရေးကြီးဆုံးဒါနောက်တစ်ခုကခုနကကျွန်တော်ပြောတဲ့အသင်းတော်ဒီဟူတော့ဒီနေ့အသင်းတော်တွေထဲမှာအရေးကြီးဆုံး characteristic အရေးကြီးဆုံးဘုရားသခင်ပြင်ဆင်ပေးထားတဲ့ဘုရားသခင်ထည့်ထားပေးတဲ့အင်္ဂါလက္ခဏာ express လုပ်တဲ့အရာဘုရားရဲ့နိုင်ငံတော်ကိုထုတ်ဖော်တဲ့အရာဖော်ပြတဲ့အရာထင်ရှားစေတဲ့အရာကဘာလဲဆိုတော့
ကိုးကွယ်ခြင်းဖြစ်တယ်ကိုးကွယ်ခြင်းမှာကျွန်တော်တို့အင်ပတန်မှကဘာဥကတဲ့ကနေဒီနေ့ဒီချိန်ထိအဓိကဖခင်ရဲ့နိုင်ငံတော်ထဲမှာပဲပြောရမှာပေါ့နော်ဖခင်ရဲ့နိုင်ငံတော်ပဲပြောမလားဖန်ဆင်းခြင်းတစ်ခုလုံးထဲမှာအဓိကဒီ issue လို့ပြောရမှာပေါ့အဓိကဖြစ်နေတဲ့အကြောင်းအရာကကိုးကွယ်ခြင်းထဲမှာဒါဆိုရင်ကိုးကွယ်ခြင်း the origin of worship ကိုးကွယ်ခြင်းရဲ့မူလအစဘယ်ရလာလဲဒါဆိုရင်အာဗြဟံကိုးကွယ်ခြင်းရဲ့မူလအစကဘယ်ရလာလဲဘယ်လိုနားလဲကြလဲကိုယ့်ကိုဆင်ခြင်တော့မဖြေခြင်းလဲရတယ်စိတ်ခမ်းနဲ့ဖြေလဲရတယ်ဘာလို့ဆိုအဲ့လိုမှပဲနည်းနည်းမှတ်မိမှာမလို့ကျွန်တော်ဒီည Bible study ဆိုတော့ဒီလိုပဲသွားမယ်တက်တာမရှိဘူးเนาะပေါ့ပါလေးပေါ့เนาะကိုးကွယ်ခြင်း the origin of worship yeah ကိုးကွယ်ခြင်းရဲ့မူလအစကိုကျွန်တော်တို့သိချင်တယ်ဆိုကျမ်းစာအပြင်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကျမ်းစာမှာဘာနဲ့စလဲကဘာဦးကျမ်းနဲ့စတယ်ဆုံးတာဘာနဲ့ဆုံးလဲဗျာဒိတ်ကျမ်းနဲ့ဆုံးတယ်ဒါဆိုရင်ဗျာဒိတ်ကျမ်းမှာကကျမ်းစာတော်တော်များဒါအားလုံးတော်တော်များဖတ်ထားပြီးပြီလို့ထင်တယ်ဗျာဒိတ်ကျမ်းမှာအများဆုံးအဲ့ဒီထဲမှာရေးထားတဲ့အကြောင်းအရာတွေကဘယ်အကြောင်းအရာတွေလဲဘယ်ကအကြောင်းအရာတွေလဲကျွန်တော်ပြောပြမယ်ကိုးကွယ်ဗျာဒိတ်ကျမ်းမှာအများဆုံးကျွန်တော်ပြန်ပြီးတွေ့ရတဲ့ချုပ်ထားတာကကောင်းကင်အရက်မှာဘုရားရဲ့နိုင်ငံတော်မှာနောက်ဆုံးသောအချိန်ကာလမှာဘုရားသခင်ရဲ့ရှေ့တော်မောက်မှာဘုရားသခင်ရဲ့နိုင်ငံတော်မှာဖြစ်နေတဲ့မြင်ရတဲ့အရာတွေအားလုံးကိုအဲ့ဒီမှာရေးထားတာဒါဆိုရင်ကိုးကွယ်ခြင်းရဲ့ the origin of worship ကိုသင်သိချင်တယ်ဆိုရင်ကဘာဦးကျမ်းကနေကဘာဦးကျမ်းမှာသင်သွားကြည့်လို့မရတော့ကဘာဦးကျမ်းကကျွန်တော်ပြောပြမယ်ကဘာဦးကျမ်းကဒီမှာဆိုရင်ဗျာဒိတ်ကျမ်းကအစုံအဲ့ဒီကဘာဦးနဲ့ဗျာဒိတ်ကျမ်းကိုကျွန်တော်တို့ဒီလိုဆက်ဝိုင်းလှုပ်လိုက်ရင်ကဘာဦးကျမ်းနဲ့တင်စပြီးဝိုင်းလိုက်ရင်အဲ့ဒီဗျာဒိတ်ကျမ်းဘယ်ကိုပြန်ရောက်လာလဲကဘာဦးပြန်ရောက်လာတယ်ဒါဆိုရင်ဗျာဒိတ်ကျမ်းမှာရေးထားတဲ့အရာအလုံးကဖခင်ရဲ့နိုင်ငံတော်ကောင်းကင်ဖခင်သခင်ရဲ့နိုင်ငံတော်ထဲကအကြောင်းအရာတွေဖြစ်တဲ့ဆိုရင်ဒါဆိုရင် origin ကဘယ်မှာအစပြုနေရလဲဒါဆိုရင်ဖခင်ရဲ့နိုင်ငံတော်ကနေအစပြုလာတာ original တင်ရှားခြင်းနဲ့ဆိုရင်ကိုးကွယ်ခြင်းရဲ့မူလပထမဖြစ်ခြင်းကိုသိခြင်းနဲ့ဆိုရင်ဘယ်မှာတွားကြည့်ဖို့လိုလဲဆိုဗျာဒိတ်ကျမ်းမှာတင်သွားရှာမှာကဘာဦးကျမ်းမှာကြတော့အဲ့ဒီကိုးကွယ်ခြင်းအလုံးစုံကိုခံထိုက်တဲ့ဖခင်သခင်ကစတင်ပြီးတော့မှဖန်ဆင်းခြင်းစတာဒါပေမဲ့ကိုးကွယ်ခြင်းအစမဟုတ်ဘူးလူကိုဖန်ဆင်းမှဖခင်ကငါ့ကိုကိုးကွယ်ဆိုပြီး तू ကဟိုဘယ်လိုခေါ်မလဲကိုးကွယ်ခြင်းကို create လုပ်တာမဟုတ်ဘူးလေတဘောပေါက်လားမသိကျွန်တော်ပြောချင်တာဖခင်ရဲ့ဖြစ်ခြင်းဖခင်ရဲ့ထိုက်တန်ခြင်းဖခင်ရဲ့ကြီးမြတ်ခြင်းဖခင်ရဲ့ဘုန်းတော်ဖခင်ရဲ့ဖြစ်ခြင်းအားလုံးကလူကိုဖန်ဆင်းမှဖခင်ကဖြစ်တာမဟုတ်ဘူးဒါကြောင့်ကိုးကွယ်ခြင်း the origin of worship ကိုကျွန်တော်တို့သိဖို့ဆိုရင်ဖခင်ရဲ့နိုင်ငံတော်ဖခင်စီကနေစလာတာဒါကြောင့်ကျမ်းစာအပြင်ကြည့်မယ်ဆိုရင်တင်ကဘာဦးကျမ်းမှာတွားပြီးတော့မှဒါကိုရှာလို့မရဘူးဗျာဒိတ်ကျမ်းမှာတွားရှိရမှာဗျာဒိတ်ကျမ်းမှာဖတ်တဲ့အခါမှာတိုးတငယ်ကိုဖခင်တကယ်ရှိတော်မှာအသက်ကြီးသူ၄ပါးတို့တတ္တဝါ၄ပါးတို့အများကြီးရှိတယ်ကျွန်တော်နားမလည်နိုင်ဘူးအဲ့ဒါတွေအားလုံးကဖခင်တကယ်ဟာလေလုယာဟာလေလုယာအဲ့ဒါတွေအားလုံးကလေကျွန်တော်ကျမ်းစာနဲ့ကြည့်လိုက်ကြတော့ဗျာဒိတ်ကျမ်းဆိုကဘာဆုံးမဟိုးဘက်ကြမှာဖြစ်မဲ့အရာတွေကျွန်တော်အဲ့လိုသွားနားလဲတာဒါမဲ့တကယ်တမ်းကဖခင်ရဲ့နိုင်ငံတော်ထဲမှာဖခင်သခင်စီပါရှိနေတဲ့မူလအစကိုးကွယ်ခြင်းရဲ့အရာတွေအားလုံးကအဲ့ထဲမှာဖြစ်နေတာကျွန်တော်မြင်ရတာအဲ့ဒီအရာတွေမှာလူကိုဖန်ဆင်းတယ်ဖခင်သခင်ကမြေမုံကနေလူကိုဖန်ဆင်းပြီးမှလူသားအတွက်ဒါဆိုရင်လူတွေအတွက်ကျွန်တော်တို့ဖန်ဆင်းခံတဲ့လူသားတွေအတွက်ကိုးကွယ်ခြင်းအစကဘယ်မှာဖြစ်သွားလဲလို့ဆိုရင်တခုပြန်သွားမယ်ခေါင်းစဉ်လေးတခုမေးမယ်လူယောက်ျားနဲ့လူမိန်းမကိုစဖန်ဆင်းတဲ့အချိန်မှာအဲ့ဒီတုန်းကသူတို့ရဲ့အခြေအနေက
ဖျားတခင်နဲ့သူတို့ရဲ့အခြေအနေကဘလို့ဆက်သွယ်မှုပုံစံရှိလဲကဘာဦးကျမ်းမှာဖျားတခင်ကလူကိုဖန်ဆင်းတဲ့အခါမှာငါတို့ပုံတံနဲ့တညီလူကိုဖန်ဆင်းတယ်တဲ့ဖျားရဲ့ပုံတံနဲ့တညီလူကိုဖန်ဆင်းတော့ဖြစ်တော့ကြောင့်အဲ့တုန်းကကဘာဦးမှာလူကိုစတင်ဖန်ဆင်းတဲ့အချိန်မှာလူကဖျားနဲ့ပုံတံတညီနဲ့ရှိတယ်ဖျားရဲ့ဖြစ်ခြင်းဖျားရဲ့ဂုဏ်အင်္ဂါဖျားရဲ့ဘုံနဲ့ဒီညကျွန်တော်ချီးမွမ်းတော်တဲ့ Shekinah glory ကဘောဘလို့လည်းခေါ်တယ်အဲ့ဒီဘုံတော်နဲ့ဖျားရဲ့ဖြစ်ခြင်းနဲ့တထပ်တဲ့လူကိုဖန်ဆင်းခဲ့တာငါတို့ပုံတံနဲ့တညီလူကိုဖန်ဆင်းကြဆိုလို့ပြောတဲ့အခါမှာဒါဆိုရင်အဲ့ဒီလူကိုဖန်ဆင်းတဲ့အချိန်မှာလူကဖျားနဲ့ဘယ်ချိန်နေထဲမှာရှိလဲဖျားကဲတို့ဖျားရဲ့ဖြစ်ခြင်းနဲ့ဖျားရဲ့ပုံတံနဲ့တညီလူကိုဖန်ဆင်းတဲ့အခါမှာလူနဲ့ဖျားနဲ့က commune တလုံးတဝတည်းဖြစ်တယ်သဘောပေါက်လားမသိဘာကြောင့်လဲတဘာဝတစ်ခုတည်းဖြစ်နေလို့ဖျားရဲ့ပုံတံနဲ့တညီလူကိုဖန်ဆင်းတာဒါဆိုရင်အဲ့ဒီလူမိန်းမနဲ့လူယောက်ျားကကောင်းမကောင်းသိကြောင်းရအသီးကိုစားဖို့ဖြစ်တဲ့အခါကျတော့ဘာဖြစ်သွားပြီလဲအပြစ်တရားဝင်လာပြီးတော့မှလူယောက်ျားနဲ့လူမိန်းမကခုနဖျားနဲ့တညီတဲ့ဖြစ်တဲ့ commune တလုံးတဝတည်းဖြစ်နေတဲ့ဖျားရဲ့လူတွေရဲ့ဖြစ်ခြင်းကြီးကဘာဖြစ်သွားလဲအဲ့ဒီမှာပျောက်သွားတာတဘာဝပြောင်းသွားတာဖျားရဲ့တဘာဝကနေလူကအပြစ်သားတဘာဝတည်းကျဆင်းသွားတယ်လူကိုစဖန်ဆင်းတဲ့အချိန်မှာအာဒမ်နဲ့အေဝလူယောက်ျားနဲ့လူမိန်းမကကျမ်းစာထဲမှာတော့ကျမ်းစာထဲမှာလည်းမဖော်ပြဘူးလေတင်တို့မြင်ရလားဖခင်တခင်ကိုပြတ်ဝတ်ကိုးကွယ်တာတို့ဖခင်တခင်ကိုချီးမွမ်းတာတို့အဲ့ဒီကဘာကြောင့်မှမြင်ရလားဒါဆိုသူတို့ကဘာကြောင့်မချီးမွမ်းမပြတ်ဝတ်မကိုးကွယ်ရတာလဲအဲ့ချိန်မှာကျွန်တော်ခဏပြောတဲ့အရာပဲလေဖခင်နဲ့တညီတဲ့သူကဖန်ဆင်းတဲ့အခါမှာတညီတဲ့ဖြစ်တဲ့အခါမှာ तू ကဘာလုပ်သွားလဲပြတ်ဝတ်ကိုးကွယ်နေတာမဟုတ်တော့ तू ကတလုံးတဝတယ်မိတ္တဟာယထဲမှာရှိနေတာကျွန်တော်ဖြည်းဖြည်းချင်းနောက်တစ်ဆင့်ခေါ်ရမယ်အပြစ်တရားမှာဆုံးရှုံးသွားတဲ့အခါကျမှအဲ့ဒီမှာဘုရားသခင်နဲ့လူကြားထဲမှာ communicate ပြန်လဲဆက်သွယ်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကဘာကိုပြင်ဆင်ပေးလဲအဲ့ချိန်ကျမှတကယ်ယေရှုမဟုတ်တယ်ဦးသမီးအဲ့ဒီကဘာဦးမှာပဲတို့ရကျွန်တော်နားလည်ဖို့ဟိုဟာလေနည်းနည်းလေးတေချာဆင်ခြင်ဖို့လိုတော့ကိုးကွယ်ခြင်းလို့ပြောတဲ့အခါမှာဟုတ်ပြီခဏဟာပဲဆက်သွားရအောင်နည်းနည်းရှုပ်သွားမှဒီညနည်းနည်းနားလည်နိုင်မယ်လို့အလုံးယုံကြည်တယ်ဖခင်တခင်ကလူကိုအပြစ်သားတဲ့ကြဆင်းသွားတဲ့ခါကျမှဖခင်တခင်ကဖခင်နဲ့လူနဲ့ပြန်လဲချိတ်ဆက်နိုင်ဖို့ဘာကိုပြင်ဆင်ပေးတာလဲဆိုတော့ကိုးကွယ်ခြင်းလို့ပြောတဲ့ရစ်ပူဇော်ခြင်းကိုပြင်ဆင်ပေးတာအပြစ်မှာမကြဆင်းခင်မှာရစ်ပူဇော်ခြင်းမရှိဘူး sacrifice မရှိဘူးဒါဆိုအပြစ်မှာမကြဆင်းခင်မှာလူနဲ့ဖခင်နဲ့ဘာပဲရှိလဲ fellowship commune တလုံးတဝတည်းဖြစ်ခြင်းထဲမှာဖခင်နဲ့လူနဲ့မိတ္တဟာယပဲရှိတာအပြစ်တရားကြဆင်းသွားတဲ့ခါမှာဖခင်ကကာဣနနဲ့အာဘေလပထမဆုံးတွေ့ရတယ်ကျွန်တော်သူတို့ကရစ်ပူဇော်တယ်တဲ့အဲ့ဒါဘာတနည်းအားဖြင့်ပါလဲကိုးကွယ်ခြင်းအမှုပြုတာသူတို့ကိုးကွယ်ဖို့ရန်အတွက်ကိုဘသူကပြောပြတာလဲဖျားသခင်ကပြောတဲ့အရာကာဣနကဟိုမှာလေသူအတီးဟင်းတီးရွက်သူ့ရဲ့အတီးနာနေပူဇော်တော့ဖျားလက်မခံတဲ့သူစိတ်ဆိုးရလေမင်းဟိုမှာတကားနာမှာဝန်းနေတဲ့ရစ်ကောင်မင်းအတွက်ပြင်ဆင်ထားတယ်လေဖျားကကိုးကွယ်ဖို့ရန်အတွက်လိုအပ်တော့ရစ်သူ့ရဲ့ instruction အကုန်လုံးအမှပေးပြီးတော့မှဖျားကပြင်ဆင်ပေးတဲ့အရာကိုးကွယ်ခြင်းရဲ့အစဒါဆိုရင်ကိုးကွယ်ခြင်းကိုဒီနေ့ကျွန်တော်ပြောတဲ့အခါမှာဒီကိုးကွယ်ခြင်းကကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းကဘယ်ကိုဥတီတော့ကိုးကွယ်ခြင်းလဲဒါဆိုရင်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာခုနပြောဖခင်နဲ့ commune တလုံးတဝတည်းပြန်ဖြစ်ဖို့ရန်အတွက်လူကကိုးကွယ်တာကိုးကွယ်ခြင်းဖြစ်လာတာဖခင်ကကိုးကွယ်ခြင်းကိုပြင်ဆင်ပေးတာအာဒါနဲ့အေဝါအပြစ်မှာကြဆင်းသွားတဲ့အခါမှာပထမအဦးဆုံးကာဣနနဲ့အာဘေလရဲ့ကိုးကွယ်ခြင်းအပြင်အာဘေလရဲ့ရစ်ကိုကြတော့ဖခင်သခင်လက်ခံတယ်ဖခင်သခင်ကျေနပ်တယ်ဒါပေမဲ့လက်ခံခြင်းမခံရတဲ့ကာဣနကအာဘေလကိုမနာလိုပြီးတော့မှတတ်လိုက်တယ်ပထမအဆုံး
ဘယ်ထဲမှာလူတက်မှုကစဖြစ်လာလဲကိုးကွယ်ခြင်းထဲမှာကဘာမှာဘာမှမဟုတ်ဆုံးလူတက်မှုစထွက်လာတာကြည့်ဦးဘုရားသခင်ကကိုးကွယ်ခြင်းကိုပေးတာကဘာအတွက်သူကပြန်ပြင်ဆင်ပေးတာလို့ဆိုတော့အပြစ်မှာကြဆင်းသွားတဲ့လူသားဖြစ်တဲ့တင်နဲ့ကျွန်တော်ကိုဘုရားသခင်နဲ့ပြန်လဲပြီးတော့မှတလုံးတဝတဲ့ commune ဘုရားနဲ့ပြန်ပြီးတော့မှတလုံးတဝတဲ့နေဖို့ပေါင်းစည်းနိုင်ဖို့ရန်အတွက်ကိုးကွယ်ခြင်းကိုဘုရားသခင်ပြင်ဆင်ပေးတယ်ကိုးကွယ်ခြင်းထဲမှာဘာတွေပါလဲရစ်ပူဇော်ခြင်းပါတယ်အပြစ်ဝန်ချခြင်းတွေပါတယ်အဲ့ဒီမှာဘုရားသခင်ရဲ့သတ်မှတ်ထားတဲ့ရစ်ကောင်ကအစကိုးကွယ်ခြင်းဒါတွေအားလုံးကိုဘုရားသခင်ကသူ့ကိုယ်တိုင်ပြင်ဆင်ပေးပြီးတော့မှလူကိုဘုရားနဲ့ပြန်ပြီးတော့မှချိတ်ဆက်နိုင်ဖို့ကိုးကွယ်ခြင်းကိုပြင်ဆင်ပေးခဲ့တာဘုရားကဒါပေမဲ့ကိုးကွယ်ခြင်းရဲ့တကယ် origin ကဘာလဲဆိုဘုရားရဲ့နိုင်ငံတော်ကောင်းကင်နိုင်ငံကောင်းကင်အရက်ကဘုရားသခင်ရဲ့ဖြစ်ခြင်းထဲမှာဘုရားရဲ့နိုင်ငံတော်ထဲမှာရှိတော့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူကိုပြန်ပြီးတော့မှဘုရားသခင်ပြင်ဆင်ပေးတာတော့အပြစ်မှာကျဆင်းသွားတဲ့အခါကျမှဘုရားနဲ့ပြန်ပြီးချိတ်ဆက်နိုင်ဖို့ရန်အတွက်ကိုးကွယ်ခြင်းကိုပြင်ဆင်ပေးတယ်နားလည်တော့နော်ဆိုတော့အဲ့ဒီကိုးကွယ်ခြင်းမှာကျွန်တော်တို့ဒီညကျွန်တော်တို့အဓိကဒီထဲမှာကျွန်တော်ပြောရမယ့်အကြောင်းအရာခုနအပင်နှစ်ပင်ရဲ့အရာနဲ့ကျွန်တော်တို့မြင်တဲ့အခါမှာဘုရားသခင်ကလူကိုကိုးကွယ်ခြင်း worship ဆိုတဲ့အရာရစ်ပူဇော်ခြင်းတွေကျွန်တော်တို့ချီးမွမ်းကိုးကွယ်တဲ့အရာတွေဒီကိုးကွယ်ခြင်းနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုဘုရားသခင်ကလူကိုပြင်ဆင်ပေးတယ်။တစ်ဆင့်ပြီးတစ်ဆင့်ကာယနာအာဗေလဒီမှာပထမဆုံးဘယ်ခေတ်တွေရောက်လာတယ်။နောအေးရဲ့ခေတ်ကိုရောက်လာတယ်။အဲ့ဒီကနေဘယ်ကိုရောက်သွားလဲ။အာဗြဟံတို့နော်ဣဇက်ယာကုပ်ယောသပ်မောရှေတို့မှစဒါဝိဒ်တို့မှစခေတ်ဆက်မှာဘုရားသခင်ကိုယ်တိုင်သူ့ရဲ့ညွန်ကြားမှုဥဆောင်မှုထဲမှာကိုးကွယ်ခြင်းတွေကတစ်ခုပြီးတစ်ခုကျွန်တော်တို့မြင်တွေ့လာတာဆိုတော့ကိုးကွယ်ခြင်းကဘုရားသခင်ကပြင်ဆင်ပေးတော့လူနဲ့လူအတွက်ဘုရားသခင်ပြန်ပြင်ဆင်ပေးတဲ့အရာဖြစ်တဲ့အခါမှာကျွန်တော်တို့ကကိုးကွယ်ခြင်းထဲမှာကိုးကွယ်ခြင်းလို့ပြောကျွန်တော်တို့ခဏနားလည်နေတဲ့တော်တော်များများဒီခေတ်မှာကျွန်တော်တို့မြင်တဲ့အရာကဒီသုံးမျိုးထဲမှာကျွန်တော်တို့အဓိကဒီနေ့ကျွန်တော်တို့တော်တော်များများရှုပ်ထွေးမှုကဘယ်ထဲမှာလဲဒီလားပင်စီဟိုမှာကျွန်တော်ရေးထားတဲ့ form of worship လို့ခေါ်တာကိုးကွယ်မှုပုံစံထဲမှာကျွန်တော်တို့ကအဓိကအများဆုံးသွားနေတာအပင်တပင်လိုပဲကျွန်တော်တို့ကကိုးကွယ်မှုပုံစံ form of worship ကိုဘာကြောင့်ကျွန်တော်တို့အရန်စူးစမ်းပြီးအဲ့ထဲမှာသွားလဲဆိုတော့ကျွန်တော်တို့ဘယ်ကိုသွားကျင်လဲဆိုတော့ fruit of worship လို့ခေါ်တဲ့ကိုးကွယ်ခြင်းကနေရလာမဲ့အသီးအပွင့်တွေကိုကျွန်တော်တို့ကတာ၍မျော်လင့်နဲ့လိုချင်တယ်ကိုးကွယ်တော့သူတယောက်ရဲ့တဘောဘုရားကိုကိုးကွယ်ချီးမွမ်းရင်ဘုရားကချီးမြှောက်တယ်ဘုရားကိုဒီလိုကိုးကွယ်ချီးမွမ်းရင်ဘုရားသခင်ကနှစ်သက်တယ်ဘုရားသခင်နှစ်သက်ရင်ငါတို့တက်တာထဲမှာတာ၍မင်္ဂလာခံစားရမယ်ဆိုတဲ့သင်က fruit of worship ကိုသင်ကမျော်လင့်တော့ကြောင့် form of worship ဆိုကိုးကွယ်မှုပုံစံသတ်မှတ်ထားတဲ့အရာတွေရှိတယ်လေကျမ်းစာထဲမှာပင်လင်ကျွန်တော်တဲတော်ထဲမှာဆိုရင်ဘုရားသခင်ကိုယ်တိုင်သတ်မှတ်တာတော့အဲ့ဒါမောရှေမသတ်မှတ်ဘူးတဲတော်ထဲမှာဝတ်ပြုရမယ့်ပုံစံလှုပ်ဆောင်ရမယ့်ထားရမယ့်ပစ္စည်းအတုံးဆောင်အတိုင်းအတာကအစသတ်မှတ်ပေးတာကဘုရားသခင်ဖြစ်တယ်ဘုရားသခင်ကသတ်မှတ်ပေးတဲ့ form တွေကိုပေးတယ်ဆိုတော့လူကလည်းအဲ့ဒီဘုရားပေးတဲ့သတ်မှတ်ချက်တွေကိုငါ like လုပ်နိုင်ရင်လှုပ်ဆောင်နိုင်ရင်တော့ fruit of worship ဆိုတဲ့အသီးအပွင့်ဘုရားရဲ့ကောင်းချီးမင်္ဂလာအသီးပွင့်တွေငါခံစားရမှာပဲဆိုပြီးမှကျွန်တော်တို့ကတော်တော်များများကဘယ်ထဲမှာသွားလဲဆိုတော့ form of worship ထဲမှာကိုးကွယ်ခြင်းမားတယ်ဒီကိုးကွယ်ခြင်းအမှန်တယ်ဒီပုံစံကမားတယ်ဒီပုံစံအမှန်တယ်ဆိုပြီးကျွန်တော်တို့ဒီနေ့တော်တော်များများအဲ့လိုသွားကြတယ်ဒါပေမဲ့တကယ်တမ်းကိုးကွယ်ခြင်းကိုကျွန်တော်တို့နားလည်ရမယ့်အရာကခဏအပင်တပင်လိုပဲလေတင်းရဲ့အသက်တာမှာတင်းရဲ့ကိုးကွယ်ခြင်းကပင်စီကတင်းရဲ့ form of worship ကတင်းကိုကြီးထွားစေတာမဟုတ်ဘူးတင်းရဲ့သက်တာထဲမှာ fruit of worship ဆိုတဲ့အသီးအပွင့်တွေကတင်းရဲ့သက်တာထဲမှာဒီတိုင်းဖြစ်လာတာမဟုတ်ဘူးအဲ့ဒီအရာအလုံးဘယ်မှာအခြေခံနေရလဲ heart of worship ဒါဆိုရင်ကိုးကွယ်ခြင်းမှာသင်က heart of worship ဆိုတဲ့အမြင့်တီးဟူတော့သင်ရဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုးကွယ်ခြင်းကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်ဆက်ခေါ်ရမယ်နော်ကျွန်တော်ဒါတစ်ဆင့်ချင်းခေါ်နေတာနည်းနည်းလေးတော့နားထောင်တဲ့အချိန်မှာတချို့တော်တော်အဆင်ပြေချင်မှပြေမယ်ဒါမှလည်းတန်ရှင်းအောင်နဲ့ဖျားတင်တို့ပြန်ပြီးတော့မှနားလည်စေလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့လိုပြောလို့ form of worship တို့မလိုဘူးလို့ကျွန်တော်မပြောတော့အပင်တပင်မှာအပင်တပင်ရဲ့ခုနကျွန်တော်ပြောလို့ပဲ
အတီးတီးချင်းကြီးထွားချင်းသူ့ရဲ့အသက်တာထဲမှာအဲ့ဒီအပင်ရဲ့တိုးတက်ပြောင်းလဲမှုအားလုံးကဘယ်မှာဖြစ်နေရလဲဆိုတော့အမြင့်ထဲမှာဖြစ်နေတာအမြင့်မှာအဓိကအဲ့ဒီအပင်ရဲ့မကြီးထွားခဏလိုမျိုး artificial အပင်အမြင့်ကဘာမှအလုံးမလုပ်ဘူးဆိုရင်အဲ့ဒီအပင်ကဒီဘာမှသူတိုးတက်ကြီးထွားခြင်းမရှိတော့ဘာအသီးမှလည်းတီးလာမှလည်းမဟုတ်ခုန artificial ဒီနေ့တော်တော်များများကျွန်တော်တို့ဒီနှုတ်ကပတ်တော်အဖြစ်မသိတဲ့ခါမှာကိုးကွယ်ခြင်းမှာ artificial worship တွေအများကြီးကျွန်တော်တွေ့နေရတာဆရာဒီလိုကိုးကွယ်တာမှန်လားဆရာဒီလိုကိုးကွယ်တာမှားလားအမှန်စဉ်းစားနေတာကတင် artificial worship ထဲမှာရှိနေတာဘာကြောင့်ကျွန်တော်ဒီလိုပြောလဲခုနလူကိုဖျားသခင်ကအေဒင်ဥယျာဉ်မှာလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းတဲ့အချိန်မှာကိုးကွယ်ခြင်းကဘယ်ထဲကိုခေါ်သွားတယ်ကိုးကွယ်ခြင်းကဘယ်ကိုခေါ်သွားတာလဲလူကိုဖျားနဲ့တလုံးတဝတဲ့ဖြစ်ခြင်းယဉ်နီးကျွမ်းဝင်ခြင်းတွေကိုခေါ်သွားတာကိုးကွယ်ခြင်းလို့ပြောတဲ့အခါမှာကိုးကွယ်ခြင်းမှာကျွန်တော်ပြောတယ်လေဖခင်ရဲ့မျက်မှောက်တော်ဆင်းကြွပါဖခင်ဘုန်းတော်ဆင်းကြွပါဝိညာဉ်တော်ဆင်းကြွပါကိုရောရဲ့မျက်နှာကိုမြင်တွေ့ခြင်းနဲ့ကိုရောရဲ့အတန်ကြားခြင်းတင်ပဲချိန်မှာပြောနေရလေတင်ကိုးကွယ်ခြင်းထဲမှာပြောနေတာလေဒါဆိုရင်တင်ရဲ့ကိုးကွယ်ခြင်းရဲ့ဥတီယာဘယ်ကိုသွားနေတာလဲဆိုတော့ဖခင်တခင်နဲ့အတူပြန်ပြီးတလုံးတဝတဲ့ဖြစ်ခြင်းကိုတင်ကဥတီနေတာဘာကြောင့်တင်အဲ့လိုပြန်ဥတီဖို့ဖြစ်သွားဆိုလူကိုကနဦးဖန်ဆင်းတာကဖခင်အဲ့ဒီတလုံးတဝထဲမှာဖန်ဆင်းခဲ့လို့အပြစ်တရားမှာကြဆင်းသွားတဲ့ခါကျမှကျွန်တော်တို့ကိုးကွယ်ခြင်းဆိုတဲ့ရစ်ပူဇော်ခြင်းချီးမွမ်းခြင်းဒီအရာတွေနဲ့ကျွန်တော်တို့ကငကိုဆုံးရှုံးသွားတဲ့အရာပြန်လိုချင်လို့အဲ့ဒါနဲ့ဖခင်ရဲ့ရှေ့တော်မောက်ဖခင်ရဲ့မျက်မှောက်တော်ကျွန်တော်တိုးဝင်နေတာလေကိုးကွယ်ခြင်းဆိုတာကဒါပေမဲ့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ဒီဘက်မှာကျွန်တော်တို့လူသားတွေမှာဘာဖြစ်လာလဲအဲ့ဒီလိုမျိုးလှုပ်ဆောင်ရနေတဖြည်းဖြည်းနဲ့ဘာသာတရားဆိုတဲ့အရာတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာပြီးတော့မှတကယ်ဒီအမြင့် heart of worship ဆိုတဲ့အမြင့်ကပျောက်တော့မြင်လည်းမမြင်ရတော့လူတွေကတောင်စိတ်ဝင်စားဘူးမြင်ရတဲ့အရာကပင်စီနဲ့အပေါ်ကအသီးအပွင့်အကိုင်းခက်တွေပဲစိတ်ဝင်စားတော့လူတွေကဘာကိုလှုပ်လာလဲ form ပုံစံကြခြင်းမကြခြင်းကိုအဓိကကျွန်တော်တို့ကပို့ပြီးဦးစားပေးလာတယ်ပြောလာတယ်ဘာသာတရားထဲမှာလည်းဒါကိုအတော်များများတုံတင်တယ်ဘလို့ပုံစံတော့ဘလို့လှုပ်ရမှာနော်ဘလို့တတ်မှတ်ထားတာနော်အဲ့ဒီအတိုင်းကိုးကွယ်မှနော်ဆိုတာမျိုးတွေကလူတွေကပြန်ပြီးဘယ်ကိုပဲဥတီသွားလဲ form of worship ကိုပုံစံတွေကိုဥတီသွားတယ်ဆိုတော့ကြာလာတော့အမြင့်ကအလုံးမလုံးတဲ့ခါမှာအဲ့ဒီအပင်ကဘာဖြစ်လဲ form ပုံစံလားရှိတယ်သူ့ရဲ့ဒီအသက်တာမှာအဲ့ဒီအပင်မှာအမြင့်ကအလုံးမလုံးတဲ့ခါမှာဘာမှကြီးထွားခြင်းမရှိဘူးခုန artificial worship တွေကျွန်တော်တို့အများကြီးဖြစ်နေတာအဲ့ဒါပုံစံကြတယ်ကြီးလို့လည်းကောင်းတယ်အစင်လည်းပြေတယ်စားခြင်းစရာလည်းကောင်းတယ်စားလို့မရအောင်နော်တကယ်ပဲသူ့ကိုကြည့်ပြီးတော့မှအားကြခြင်းစရာကောင်းတယ်ဒါပေမဲ့အဲ့အပင်ကဘာမှပြောင်းလဲခြင်းတိုးပွားခြင်းအသက်မရှိဘူးဘာကြောင့်လဲအမြင့်မရှိတော့ကြောင့်အမြင့်ကအလုံးမလုံးတော့ကြောင့်ဒါကြောင့်ကျွန်တော်တို့ကိုးကွယ်ခြင်းလို့ပြောရင်ယုံကြည်သူဖြစ်တဲ့တင်တဲ့ကျွန်တော်အသင်းတော်တွေဖြစ်တဲ့တင်တဲ့ကျွန်တော်ရဲ့တက်တာထဲမှာအရေးကြီးဆုံးက heart of worship ဒီဟူတော့အဲ့ဒီကိုးကွယ်ခြင်းကိုကျွန်တော်တို့တဘောပေါက်ဖို့လိုတယ်ဒါဆို heart of worship ကိုကျွန်တော်တို့ကြည့်မယ်ကျမ်းစာအပြင်ကျွန်တော်နားလည်ရမယ့်အရာတွေပေါ့နော်ဒါလေးကိုနည်းငယ်ပြောမယ်ဣတေလလူတွေကဘုရားသခင်အေဂရုပြည်ကနေဆွဲထုတ်တယ်ခါနာန်ပြည်ပို့တယ်မောရှေအပြင်ပို့တယ်မောရှေအပြင်ခါနာန်ပြည်မဝင်ရဘဲနဲ့လမ်းမှာတောမှာလဲတည်သွားတဲ့ generation တစ်ခုရှိတယ်ယောရှုအပြင်ခါနာန်ပြည်တွေကိုဝင်သွားရတဲ့ next generation လည်းရှိတယ်ဆိုတော့အဲ့ဒီ next generation ဝင်သွားတဲ့ခါမှာတော့ဟုတ်တယ်စတော့ကတော့လောကငါတို့ဘုရားသခင်နာမအားဖြင့်ဆိုပြီးသူတို့တိမ်ပိုက်နိုင်တဲ့ယေရခေါမြို့တွေပါအကုန်လုံးဒါမဲ့တဖြည်းကြာလာတဲ့ခါမှာအဲ့ဒီ generation ကလည်းပြန်ပြီးတော့မှဘာဖြစ်လဲဘုရားသခင်ရှေ့မှာမာယွင်ဖောက်ပြန်မှုတွေယုတ်တုကိုးကွယ်ခြင်းတွေမှာအစဘုရားမနစ်သက်တဲ့အရာတွေပဲပြန်ဖြစ်သွားတယ်အဲ့ဒီ generation ကလည်းအဲ့ဒီခါနာန်ပြည်ထဲမှာရှိခဲ့တဲ့ generation နောက်ပိုင်းကျတော့ဘာဖြစ်လာတဖြည်းနဲ့သူတို့ဘုရားရှိမှဘုရားမနစ်သက်တဲ့အရာတွေဖြစ်တဲ့ကမှာဘုရားကပြန်ပြီးတော့မှခေတ်ကာလတစ်ခုပြီးတစ်ခုမှာပရောဖက်တွေအပြင်ဣတိလလူတွေစကားပြောတယ်ဣတိလတွေကိုတတိပေးတယ်တွန်တင်တယ်ဆုံးမတယ်နောက်ဆုံးဘာဘူးလုံကိုတင်သွားခြင်းခံရမယ်ဟေရှာယတို့ယေဇကျေလတို့ယေရမိတို့ကအစတခုတယောက်ပြီးတယောက်ပရောဖက်တွေခေတ်ဆက်မှာဒီသူတို့ပြောသမျှသူတို့အဲ့ဒီထဲမှာဘုရားသခင်ရဲ့အမျက်ဒေါတာနဲ့ဆိုင်တဲ့အရာတွေတော်၎င်းဘုရားသခင်ရဲ့လမ်းပြခြင်းဥဆောင်ခြင်းတွန်တင်ခြင်းအားလုံးကအဲ့ဒီ prophet တွေအပြင်ဘုရားသခင်အဆက်မှာပြောတယ်ဘယ်သူပြောတာလဲသူ့ရဲ့လူမျိုးတော်ဖြစ်တဲ့ဣသေလလူတွေပြောတယ်ဒါပေမဲ့ဟိုအဲ့ဒီဣသေလလူတွေကဘာမှပြောင်းလဲမှုမရှိဘူးတဲ့
ဘာမှတိုးပွားမှုမရှိဘူးတိုးတက်မှုမရှိဘူးဘာကိုနားမလဲလို့လဲဆိုတော့ heart of worship ကိုနားသူတို့ကိုးကွယ်မှုမလုပ်လားလုပ်တယ်ရစ်ပူဇော်လားပူဇော်တယ်ဒါပေမဲ့ဖခင်ရဲ့တတ်မှတ်ထားတဲ့ဖခင်လိုချင်တဲ့ကိုးကွယ်ခြင်းကသူတို့ထဲမှာမရှိဘူးဖြစ်နေတယ်မာရွေးမှုတွေလွဲချော်မှုတွေပဲဖြစ်လာတယ်အဲ့ဒါနဲ့ယေဇကြည်လခန်းကြီး7မှာဘုရားသခင်နောက်ဆုံးမှာသူပြောတဲ့အရာတန်ခတ်တာလည်းဖခင်ပဲဒါပေမဲ့ဒီမှာပြောတဲ့အရာဘုရားသခင်အင်မတန်ကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်သူ့လူမျိုးတော်အတွက်တင်ပြင်ဆင်ပေးတဲ့အရာကြည့်အောင်ယေဇကြည်လခန်းကြီး7အငယ်19မှာဗာပြောလဲဆိုတော့ငါဒီလေညီညွတ်သောစိတ်နှလုံးနဲ့အသစ်သောတဘောကိုတွင်ပေးမိသူတို့ကိုခန္ဓာတွေကကြောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုပေးသောကြောင့်သူတို့ဒီငါစီရင်ထုံးဖွဲ့သောပညတ်တရားလမ်းတို့လိုက်၍စောင့်ရှောက်သဖြင့်ငါဤလူဖြစ်ကြလိမ့်မည်ငါဒီလေသူတို့ဤဖျားဖြစ်မည်ဒီမှာဘုရားသခင်ပြင်ဆင်တဲ့အရာအဲ့ဒီမာယွင်းဖောက်ပြန်မှုမျိုးစုံနဲ့အမြဲတမ်းတိုင်ပတ်နေတဲ့သူရဲ့လူမျိုးတော်ဣသေလလူတွေတို့ရဲ့နောက်ဆုံးသူပြင်ဆင်တဲ့အရာပါလဲညီညွတ်သောစိတ်နှလုံးနဲ့အသစ်သောတဘောတွင်ပေးမယ်ဘုရားကဘာကိုပြင်ပြီလဲပုံစံကိုမပြင်ဘူးသူပြင်တာပါလေဒီမှာစိတ်နှလုံးအသစ်ကိုငါပေးမယ်တဲ့သူတို့ကိုယ်ခန္ဓာနဲ့ကြောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုငါပေးမယ်ဆိုတော့အဒီကဒီဣသေလလူတွေရဲ့ဖခင်ရဲ့လူမျိုးတော်ရဲ့သူတို့အသက်တာမှာတကယ်လိုအပ်နေတာကသူတို့ရဲ့နှလုံးသားဖြစ်နေတာဒါကြောင့်ဖခင်တကယ်မှာနောက်ဆုံးမှာပြောလဲကြောက်နှလုံးနှုတ်မယ်အသားနှလုံးသားကိုပေးမယ်ဆိုတော့ဖခင်ဘာကိုလိုချင်လို့အသားနှလုံးသားပြောင်းပေးတာလဲ heart of worship တင်းရဲ့စိတ်နှလုံးအကျွင်းမဲ့ကိုးကွယ်ခြင်းဖခင်လိုချင်လို့စိတ်နှလုံးကိုပြောင်းပေးခြင်းဖြစ်နေတာအကျင့်ကိုမပြောင်းပေးဘူးဣသေလလူတွေကအဲ့ဒီအချိန်ထိတောက်လျှောက်သွားတာကဘယ်ထဲမှာလဲအကျင့်ထဲမှာပညတ်တရားရဲ့တတ်မှတ်ချက်တွေဘာသာတရားအားခွင့်အဆက်မှာ prophet တွေအားဖြင့်တော်၎င်းယစ် prophet တွေအားဖြင့်ဗိမာန်တော်မှာတဲတော်မှာဝတ်ပြုရမယ့်ပုံစံတွေခေတ်ဆက်မှာသူတို့မမားအောင်တတိထားပြီးတော့သူတို့တောက်လျှောက်လုပ်ခဲ့တယ်ဒါပေမဲ့ဖျားသခင်ရဲ့ရှေ့တော်မောက်မှာကြတော့ဘာဖြစ်နေလဲဆိုတော့ဖျားသခင်လိုချင်တဲ့ကိုးကွယ်ခြင်း heart of worship သူတို့ရဲ့စိတ်နှလုံးကဘာဖြစ်နေလဲကြောက်နှလုံးတဲ့ကြောက်နှလုံးကြောက်ဆိုတာပါလေခုနလိုမျိုးပဲမာကြောတယ်သူ့မှာလည်းဘာမှအမြင့်ဆွဲတာမရှိဘူးကြောက်မှတင်ဘာမှစိုက်လို့မရဘူးကြောက်မှဘာအမြင့်မှမဆွဲဘူးအဲ့ဒီကြောက်ထဲကနေဘယ်အရာကမှထွက်ပေါ်မလာဘူးဆိုတော့ဖခင်ကဘာလုပ်လဲဆိုတော့ကြောက်နှလုံးကိုနှုတ်မယ်အသားနှလုံးကိုထည့်မယ်ဘာကြောင့်အသားနှလုံးကြောက်နှလုံးကိုထုတ်ပြီးအသားနှလုံးကိုပေးမယ်လို့ဖခင်ပြောရတာလေဒါဆိုရင်ဒီ heart of worshipစိတ်နှလုံးအကျွင့်ဖျားလိုချင်တဲ့ကိုးကွယ်ခြင်းကိုဖျားကပြန်ပြီးတော့ပြင်ဆင်ပေးနေတာဒါဆိုရင်ကျွန်တော်တဘောပေါက်ဖို့လိုပြီဒီမှာစိတ်နှလုံးတဘောနှစ်ခုတွေ့ရတယ်ကြောက်နှလုံးနဲ့အသားနှလုံးတဲ့ဒီနေ့တင်တဲ့ကျွန်တော်ရောဒီနေ့တင်စိတ်နှလုံးကဘယ်လိုစိတ်နှလုံးလဲကိုယ့်ကိုယ်ဆင်ခြင်ကြည့်အောင်တင်ရဲ့စိတ်နှလုံးရောတကယ်ပဲအသားနှလုံးဖြစ်ရလားဒါမှမဟုတ်ကြောက်နှလုံးဖြစ်နေရလားဘာကြောင့်ဖခင်ကဒီမှာလဲကြောက်နှလုံးထုတ်ပြီးသားနှလုံးပေးမယ်တဲ့ကြောက်နှလုံးလို့ပြောတဲ့အခါမှာဖခင်ပြောနေဘာကြောင့်ကြောက်နှလုံးလို့သတ်မှတ်ရလဲသူတို့ကခုနကအပင်တပင်ကဲတို့ပဲဒီဣသေလလူတွေရဲ့တက်တာထဲမှာသူတို့တည်တဲ့နားလေတဲ့အရာက form of worship ကိုးကွယ်ခြင်းပုံစံဖခင်ရဲ့ပညာချက်သတ်မှတ်ချက်တွေထဲမှာပဲသူတို့ကအချိန်ကုန်အဲ့ဒါကိုပဲအဓိကထားပြီးသွားပြီးမှတကယ်ဖခင်ရဲ့စိတ်နှလုံးဖခင်ရဲ့တဘောတဘာဝအလေးလာကိုမသိတော့ကြဘူးဖခင်ကဒါကိုပြောနေတာမင်းတို့နှလုံးသားကြောက်နှလုံးသားခိုင်မာတဲ့လေပင်ခိုင်မာတဲ့အမျိုးတွေဖခင်ပြောတာကြောက်နှလုံးသားဖြစ်နေတော့ကြောင့်သူတို့ရဲ့တက်တာထဲမှာလည်းဣသေလလူတွေဖခင်ရွေးကောက်တာပဲဖခင်ကဆွဲခေါ်တာပဲဒါပေမဲ့သူတို့ဆုံးရှုံးနေတယ်ဖခင်ရဲ့အမျက်တော်နဲ့ပဲသူတို့ကတစ်ချိန်လုံးခံနေရတယ်ဆိုတော့ဒါပေမဲ့ဖခင်ကနောက်ဆုံးမှာဘာဖြစ်လဲသူပဲဆုံးမတယ်သူသားသမီးသူဆုံးမတယ်ပြီးရင်သူပြင်ဆင်တဲ့အရာကြောက်နှလုံးထုတ်မယ်အသားနှလုံးကိုပေးမယ်တဲ့ဒါဆိုရင်အဲ့ဒီအသားနှလုံးဆိုတာဘာကိုပြောတာလဲကျွန်တော်တို့ကြည့်အောင်ဘုရားသခင်ကစိတ်နှလုံးအကျွမ်းမဲ့နဲ့တင်တဲ့ကျွန်တော်ကိုးကွယ်ဖို့ရန်အတွက်လိုချင်တယ်စိတ်နှလုံးအသားနှလုံးဒီဟုတော့ဘုရားသခင်ရဲ့နှစ်သက်တဲ့နှလုံးသားနဲ့ဘုရားကိုကိုးကွယ်တော်ဘုရားကလိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာမှာတကယ်ရောဘုရားနှစ်သက်တဲ့နှလုံးသားနဲ့ကျွန်တော်ကိုးကွယ်နိုင်ရဲ့လားဒါဆိုရင် heart of worship ကိုကျွန်တော်စဉ်းစားမယ်တကယ်တည်းရဲ့စိတ်နှလုံးကျွမ်းမဲ့နဲ့ကိုးကွယ်ခြင်းဘုရားနှစ်သက်တယ်လို့တင်ထင်လားတချို့ကကြောကိုးကွယ်ခြင်းတော်မှာကိုးကွယ်ခြင်းပြောလိုက်ရင်လေဒါဟို worship team တွေနဲ့ပဲဆိုင်တဲ့ကိစ္စဆရာပြောနေတာပဲဆိုပြီးတချို့ကအဲ့လိုထင်နေမှာတော့မဟုတ်ဘူးကျွန်တော်ပြောပြီးယုံကြည်သူအသင်းတော်တို့ပြောတဲ့ယုံကြည်သူတိုင်း
အတွက်ဘုရားသခင်ပြင်ဆင်ပေးတာကိုးကွယ်ခြင်းတင်မှန်ကန်စွာကိုးကွယ်တတ်ဖို့ရန်အတွက်အင်မတန်အရေးကြီးတယ်ဆိုတော့စိတ်နှလုံးအကျွေးမဲ့နဲ့ကိုးကွယ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကဘုရားနှစ်သက်တဲ့နှလုံးသားနဲ့ကျွန်တော်တို့ကိုးကွယ်မယ်ဘယ်လိုကိုးကွယ်မလဲကိုစဉ်းစားကြည့်ဖို့လိုတယ်နော်အဲ့လိုမစဉ်းစားဘူးဆိုရင်လေကျွန်တော်တို့ကတစ်ခါကျရင်ကိုအဟုတ်ကြီးထင်နေတာကိုအဟုတ်ကြီးထင်နေတင်ပဲထဲရောက်သွားတယ်ဒီလားခုနပြောတဲ့ artificial ဟိုအတုပန်းတီးပင်အတုလိုပဲဖြစ်နေတာပုံစံကျတယ်အဆင်ပြေတယ်လူတွေရဲ့အမြင်မှာလဲဒါပေမဲ့ဘာမှတိုးပွားခြင်းမရှိဘူးအသက်မရှိဘူးဘာမှကြီးထွားခြင်းမရှိဘူးကျမ်းစာအပြင်ကျွန်တော်ကြည့်မယ်ဟေဘဲဩဝါဒစာခန်းကြီး30အငယ်8လောက်ကနေကျွန်တော်ဖတ်တဲ့အခါမှာဘာကိုတွေ့ရလဲဆိုတော့ပညတ်တရားအတိုင်းပြုရသောဝတ်ကိုရည်ဆောင်လျက်ခရစ်တော်ကမီးရှို့ရာရဲ့အပြစ်ဖြေရာရဲ့အစရှိသောရစ်များနှင့်ပူဇော်တကာများတို့ကိုကိုတော်ဒီအလိုတော်မရှိအာရနှစ်သက်တော်မူဟုအထက်ကဆိုနှင့်ပြီးမှတဖန်တော်အိုဖျားသခင်အကျွန်ုပ်ဒီကိုတော်၏အလိုကိုဆောင်အံ့တော်ကသွားပါမည်ဟုဆိုဒီတွင်ဒုတိယဝတ်ကိုတည်စေခြင်းကပထမဝတ်ကိုပယ်၏ထိုအလိုတော်နှင့်ညီယေရှုခရစ်၏ကိုတော်ကိုတခါတည်းပူဇော်တော်အပြင်ငါတို့ဒီစင်ကြယ်ခြင်းတို့ရောက်ရ၏ဒီညမှာဘာကိုတွေးရလဲဆိုတော့ပညတ်တရားအပြင်ပြုရတော်ဝတ်အဲ့ဒါတွေကဘာလဲခုနအပင်မှာဆိုပင်စီ form of worship တဲမှာဣတိလလူတွေကတောက်လျှောက်တမှာမီးရှို့ရာရစ်အပြစ်ဖြေရာရစ်အမွေးနန္ဒအမျိုးစုံရှိတယ်မိတ္တဟာယရစ်တွေရှိသမျှပူဇော်တယ်တဲ့ခေဆက်စမှာပူဇော်လိုက်ပြန်ပြီးပြစ်မှားလိုက်ပူဇော်လိုက်တနေ့တစ်ခါလာပြီးပူဇော်လိုက်အဲ့ဒီထဲမှာဘာသာတရားတွေကလည်းအမျိုးစုံဒီယေဘရဟိတ်တွေလေဝိတွေမှာဘာသာတရားထဲမှာအမျိုးစုံဖောက်ပြန်မှုတွေမာရွေမှုတွေဖြစ်လာတဲ့အခါမှာဖျားတခင်ကဒီမှာပညတ်တရားတိုင်းပြရတော့ဘုကိုရည်ဆောင်လေခရစ်တော်ကမီးရှို့ရာရဲ့အပြစ်ဖြေရာရဲ့အစရှိတော့ရစ်များနဲ့ပူဇော်တကာများတို့ကိုတော်ဒီအလိုတော်မရှိတော့ဘူးဖျားတခင်ကအေမတန်မှစိတ်ပြတ်နေပြီအဲ့ဒီ form of ပုံစံတကြကိုးကွယ်ပုံစံတော့ချနေလူတွေရဲ့အမြင်မှာတော့ဟုတ်နေတာပဲတနေ့တစ်ခါလာပြီးရစ်ပူဇော်တယ်အမျိုးစုံတို့ဖျားနှစ်သက်အောင်စူးစမ်းပြီးလုပ်နေပေမဲ့ဖျားတခင်ကစိတ်ကုန်တယ်တဲ့မင်းတို့ကိုးကွယ်ပူဇော်နေတဲ့အရာအားလုံးကငါအတွက်ဘာမှစိတ်ဝင်စားစရာမရှိဘူးအလိုတော်မရှိတဲ့အာရနှစ်သက်တော်မူဟုအထက်ကဆိုနေပြီးမှတပန်တုံဘုရားသခင်ကအကျွန်ုပ်ဒီကိုတော်ဤအလိုကိုဆောင်ရတော့ကသွားပါမယူဆိုတဲ့ဒုတိယဝတ်ကိုတည်စေခြင်းကပထမဝတ်ကိုဒီညမှာဘာဖြစ်လဲပယ်တယ်ပညတ်တရားအပြင်ခုနပြောတဲ့ form of worship တင်းရဲ့ကိုးကွယ်မှုပုံစံအပြင်ဘုရားသခင်ကိုတင်ဘာမှကျေနပ်စေလို့မရဘူးဘာမှဘုရားသခင်ကိုဘာမှသွားပြီးတော့မှထိရောက်မှုမရှိဘူးပြောင်းလဲစေလို့မရဘူးတဲ့အဲ့ဒီအတွက်ကိုတဲ့ဒုတိယဝတ်ကိုတည်စေခြင်းကပထမဝတ်ကိုပယ်တယ်ဒုတိယဝတ်ကိုတည်စေခြင်းကဆိုတာဘာကိုပြောလာလဲဆိုတော့ယေရှုခရစ်တော်ဒီနေရာမှာကိုတော်၏အလိုကိုဆောင်အံ့သောငါသွားပါမည်အလိုတော်ဆောင်ပြီးသွားတာအလိုတော်ဆောင်ပြီးတော့မှလူစားတိခံလာတာအလိုတော်ဆောင်ပြီးတော့မှဒီနေ့တင်တဲ့ကျွန်တော်ရဲ့အသက်တာကျွန်တော်ယုံကြည်သူတွေအတွက်ဘုရားသခင်ပြင်ဆင်ပေးတဲ့ဘုရားရဲ့သားတော်ယေရှုခရစ်တော်သူပြောနေတာသူပြောနေတဲ့အရာကဘာလဲဆိုတော့ဒီခင်ယေရှုလူစားတိမခံခင်မှာကျွန်တော်တို့ရှိခဲ့တဲ့မြင်ခဲ့တဲ့ဓမ္မကျမ်းစာထဲမှာပင်လင်ကိုးကွယ်ခြင်းရစ်ပူဇော်ခြင်းမျိုးစုံဘုရားသခင်ရှိတော်မှာတိုးဝင်ခြင်းမျိုးစုံအမျိုးစုံကိုမြင်ရတဲ့အခါမှာအဲ့ဒီအရာတွေအားလုံးကဘုရားသခင်အတွက်အာရနှစ်သက်တော်မမူဘူးတဲ့ဘုရားသခင်ကအလိုတော်မရှိတော့ဘူးတဲ့ဆိုတော့ဘုရားသခင်ရဲ့အလိုတော်ရှိပြီးဘုရားကိုအာရနှစ်သက်စေတဲ့ကိုးကွယ်ခြင်းတစ်ခုလိုအပ်နေပြီလူတွေစီမှာခုနပြောတဲ့ကြောက်နှလုံးသားကိုထုတ်ပြီးအသားနှလုံးသားကိုဖျားပေးမယ်လို့ပြောတယ်ဒါဆိုရင်ဒီညမှာလူစားတိလာခံတဲ့ယေရှုခရစ်တော်ကအကျွန်ုပ်ဒီကိုတော်ဤအလိုကိုဆောင်အံ့တော်ကတွေ့လားကိုတော်ဤအလိုဆိုဖျားသခင်ခမဲတော်ရဲ့အလိုကိုဆောင်ဖို့ရန်အတွက်လူစားတိခံပြီးတော့မှလောကကြီးမှာကျွန်တော်တို့အတွက်လက်ဝါးကားထဲမှာအသေးခံအသွေးသွင်းအသက်ဆွတ်တာဘာလို့လဲယေရှုခရစ်တော်ဒါဆိုရင်အဲ့ဒီယေရှုခရစ်တော်ကဘာလို့အလိုကိုဆောင်တာလဲခမဲတော်ဖခင်ရဲ့အလိုခဏပညတ်တရားတိုင်းလောက်ရတဲ့ရစ်ပူဇော်ခြင်းတွေတခုကိုမှဖခင်ကစိတ်ဝင်စားတော့ဘူးအလိုတော်မရှိတော့အာရနှစ်သက်ခြင်းမရှိတော့တဲ့အခါမှာအလိုတော်ကိုဆောင်ပြီးမှကျွန်တော်သွားပါမည်လို့ပြောတဲ့ယေရှုခရစ်တော်အားဖြင့်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာအသေးခံအသွေးသွင်းအသက်ဆွခြင်းအားဖြင့်အဲ့ဒီပူဇော်ခြင်းရစ်ပူဇော်ခြင်းရှိသမျှကိုတဲ့ထိုအလိုတော်နဲ့ညီယေရှုခရစ်ကိုတော်တခါတည်းပူဇော်တော်အပြင်တခါတည်းပူဇော်တာတစ်ချိန်နဲ့
The chain at the car, Eddie Lawa Karaboma, Pinya Tayama, Tamatara, Kesama, form of worship look on it, Gokwemu Ponsa, Amune, Luria Gokwe, Josani, de, Tamachetri, Alongo, Pinya Tia Tamache Alo, Peace so to Azi, Puyan Dwe, Yeshu Kritoga, Lawa Karaboma, the Kare Puzo Chiabie, Sinja Genu Yode. Biojinaga, perfect Pidora. Not who are Papidora, so ye. Eddie Paya Yeshu Krito ye, Takare, Gogwajin, the Yabi Ateka, and Tuedo and Tesson Jinga, Paya the King go by Pidwazile. A load of machine and Aya Nitachi machine Piaga, Ajimaba Pitole. A load of piece of water. Paya King go Aya Chin Nasi de Puso Chingo Yeshu Krito at the natural looks of Robida. That's all ye. The nature of Yonji do General Gogwe to loop your Kamali. A cool change what the Yeshu Krito Apia me, Payad Kinga, Aya, Yeshu Krito Apia Yipu Zo Chingo Piaga Aya Nitebi, a Ludoshida. Direct dinner at 10 or Yogi to dinner to Romia, who change generally, at who, at that tepao web, Dr. Biruma sends our loading, form. Gokwe Mupons and Tamachetri Temajorua, a Chiche Chosa, be Payago Chin now, then Gokwe will lonely Dagoga. Tempe Manavashide, Payago Machi Nazi de Pien. Taujo Dine Digapiola, heart of worship of Yorkama. Sing along a Cheme Gogwe, Yeshua Chandana Piorano, Pignatiane, Anagati, Janshimia, a choke there, Piti, Piaran Topia, Cheme Che, Conesa Sino to Cone Miache, Tagare Pignatiane, Anagati, Janshimia, a choke chap there, Elo Piola de Camacho Roba Bille, a chiame. I want the Machina Mule. Chiame so attended, Machina Mu. And a Joran alone does it. So, dimension or at you. TV Mali, how Eddie Ponzan, Hemajon, Josabi attention, Chiame. So, that then Ponzan, Chalas, Jared, I met them at DJ Machu, Topa Machu, Payada King Adima. Chown alone thou, Toby, a tan alone thou, Pime Lupiore Kama, Chinodo, a tema, Jordan alone da Piambulura. Chinodo yet alone da, a tan alone da Pipulura. Payada King will chin Nazi then alone da Pipulura. That's why Payada King will chin Nazi then alone da Pipu and Rejorulu at the Yabale. Yeshu Krito are Pimeting of Piagin Nata. A Piatabe. Gokwe Jema, Tin ye, Gokwe Jim, Ponzan, Tin ye, a council, low sound Jim, Puzo Chin, a Nina Kanjin, a Muso, Jaida low. Payadaking at Jinodo ye form, Jorel low sound Jim, say with Adam Ho. Jinodo ye alone that Emma, a tan alone that you do, Payadaking, Chin Nazi there, Yeshu Corridor Apienting, a Gokwe Jema, Payago Gokwe that do people are appearing as a Gabio up here. Piercing beat up here. The nature of the bomb about the Kama. Pimpani de, Gokwe never formed in that low shoulder. Formed in Malo Volution of Biono, then the Getty, Yeshu Krito are painting up Payadaki, Titans were Gokwe, Yaro to Pite. Yeshu Krito are Payadaki, Shimating, years were Towing Queen Yaro to Pite. Yeshu Krito are Payadaki and Nago Lekane. Yeshu Krito are being Aga Payadaki, Piami, Beta, Queen Yare, so there, Eddie Yonji Mu, Eddie, Chow Yard report Martin at Gokwe to Pima so yen, Eddie Gokwe Gentema Piaking, I think, Gokwe Mu, a tata up here. They that I'm a fruit of worship with them into Lama. Did they go to Gokwe Mura, Jerutuani that I met, that I'm a Gokwe Jay, a thief when you mean to Yavane, Gokwe Jema Chingorida, Todomia. Chance I'll bet your Gia. Kabau Changani, Jorukana Biore. Payadakin ye PP's origin of worship. Payaya Memo Dodama Luna, Payatalondo, a Pichian, a Pijan Chasen Ware, a Pirma Chasen Ware, a Payadakin Pian Pire, Yaria, Pinatia Kalama Moshi Apie, instruction a form the Pian Pire. Gokwayama Ponzan looks on my teacher Pian Pire. Dime Eddie form the Tema Beludia Bale. Malay Shawnaibu, Malone Nine Roba Pilla, Ludia, that social movie Pilla. Payarkin Guranchi, na Ayajim, Mashiro de Kama, Payarkin Pao Piensin Bile. The King Yeshu Corridor Apie, Payarkin, a tan alone dog, Piensin Bile de, a tan Chown alone dog, Toby, a tan alone Piensena, Yeshu Corridor Apie. Eddie, a tan alone dog, the heart of worship.
တင်းရဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုးကွယ်ခြင်းဆိုတာယေရှုခရစ်တော်အပြင်တင်ကိုးကွယ်တတ်ခြင်းကိုပြောနေတာယေရှုခရစ်တော်လှုပ်ဆောင်ပေးခြင်းယေရှုခရစ်တော်ရဲ့အသွေးသွန်းအသက်ဆွန့်ခြင်းယေရှုခရစ်တော်လှုပ်ဆောင်ပေးခဲ့တဲ့အားလုံးကိုသဘောပေါက်ပြီးယေရှုခရစ်တော်အပြင်တင်ကိုးကွယ်တတ်ခြင်းက that is heart of worship အဲ့ဒီအသားနှလုံးသားကိုပြောင်းပေးပြီးတဲ့နောက်မှာ heart of worship ဆိုတဲ့ကိုးကွယ်ခြင်းတင်သဘောပေါက်သွားတဲ့နောက်မှာတဲ့ကျမ်းစာထဲမှာပြင်လေတခင်ယေရှုခေတ်ကာလပြီးတဲ့နောက်မှာဘယ်ကာလကိုကျွန်တော်ရောက်သွားလဲအသင်းတော်ကာလတမန်တော်ဝတ္ထုမှာပင်နေကိုယ်တွေနဲ့မှာဝိညာဉ်တော်ဆင်းကြွလာပြီးတော့မှဘယ်မှာပင်နေကိုယ်တွေနဲ့မှာကျွန်တော်ဘာစပြုတာလဲအသင်းတော်စပြုတာလေဒီနေ့တင်တဲ့ကြော်ရှိနေဘယ်ကာလထဲမှာလဲအသင်းတော်ဒါဆိုရင်ခုနအပင်လိုပဲကြည့်မယ်အမြင့်တီးဟူသော heart of worship ကဘယ်ကာလမှာဖြစ်နေရလဲသခင်ယေရှုရဲ့လူစားတိခံအသွေးသွန်းအသက်ဆွန့်ခြင်းကအဲ့ဒါအမြင့်ပဲကျွန်တော်တို့ရဲ့တင်းရဲ့အသက်တာကြီးထွားခြင်းတင်းရဲ့အသက်တာထဲမှာတကယ်ပဲဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့အမှုပြုခြင်းကိုမြင်တွေ့ရဖို့အခြေခံကြဆုံးတင်းရဲ့အသက်တာရဲ့အမြင့်ကသခင်ယေရှုခရစ်တော်ရဲ့လူစားတိခံအသွေးသွန်းအသက်ဆွန့်ခြင်းယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ပေးခြင်းတွေဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ရဲ့အမြင့် fruit of worship အဲ့ဒီ fruit of worship ကနေမှတင်အဲ့တော့တဘောပေါက်သွားရင် form of worship ဆိုတဲ့တင်းရဲ့အသက်တာထဲမှာဘုရားသခင်ကိုကိုးကွယ်ခြင်းချီးမွမ်းခြင်းဘုရားသခင်နဲ့တွာလာခြင်းဘုရားသခင်ရှေ့တော်မှာတင်တိုးဝင်ခြင်းအရာအားလုံးမှာအဲ့ဒီ fruit of worship ကနေ form of worship ဆိုတဲ့အဲ့ဒီအခြေအနေထဲမှာတင်တိုးပွားခြင်းရှိလာတယ်တင်းရဲ့အသက်တာထဲမှာကြီးထွားခြင်းရှိလာတယ်တင်းရဲ့အသက်တာထဲမှာအကိုင်းခက်တွေအတီးအရွက်တွေစုံလင်လာပြီးတော့မှ fruit of worship ဆိုတဲ့အသင်းတော်ဒီဟိုတော့ဘုရားသခင်ရဲ့အသီးအပွင့်တွေကိုမြင်တွေ့ရတဲ့ကာလမင်္ဂလာကိုကျွန်တော်တို့ခံစားလာရတာဖြစ်တယ်တခါကျကျွန်တော်အဲ့တော့နားမလဲတဲ့ကောင်ဒီ heart of worship ကိုနားမလဲဘယ်နဲ့ form of worship ထဲမှာကျွန်တော်သွားပြီးမှလေအသီးပွင့်နေတီးပွင့်ဖို့အကြီးအကျယ်ဘုရားနိုင်ငံတော်အတွက်စ조사မယ်ကိုစ조사မယ်ဆိုပြီးဖြစ်နေတဲ့အခါမှာကျွန်တော်တို့ပဲပင်ပန်းလာတာကျွန်တော်တက်တာထဲမှာဘာမှအသီးပွင့်မှမမြင်လာပဲနဲ့နောက်ဆုံးကိုယ့်ရဲ့တက်တာထဲမှာ6တွေ့သွားတယ် dry ဖြစ်လာတယ် dry ဖြစ်တာမမာဘူးနော်ဒါပေမဲ့ပြန်ပြီးတော့မှတင်းရဲ့တက်တာထဲမှာတင်း heart of worship ကိုတကယ်နားလဲတယ်ဆိုရင်တင်းရဲ့တက်တာထဲမှာအဲ့ဒီအမြင့်ကနေတင်းကိုအမြဲတမ်းပြန်အားဖြည့်ပေးနေတာပြန်အမြဲတမ်းအားဖြည့်ပေးပြီးတင်းရဲ့တက်တာထဲမှာဘလို့အခြေတွေပဲဖြစ်ဖြစ်တင်းရဲ့ကြီးထွားခြင်းတင်းရဲ့တိုးပွားခြင်းတွေကဘယ်တော့မှမရက်တန့်ဘူးဒါကြောင့်ကျွန်တော်တို့အဓိကသဘောပေါက်ရမယ့်အရာက heart of worship ကိုကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ဖို့လိုတယ်နောက်ဆုံး heart of worship စိတ်နှလုံးနဲ့ကိုးကွယ်ခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်နှလုံးငကိုကျွန်တော်တို့ရဲ့ဇာတိစိတ်နှလုံးကိုပြောနေတာမဟုတ်ဘူးဖခင်တခင်နှစ်သက်တဲ့စိတ်နှလုံးသားနဲ့ကိုးကွယ်ခြင်းဆိုတာဘာကိုပြောလဲဆိုတော့ယေရှုခရစ်တော်အပြင်တင်ကိုးကွယ်တတ်ခြင်းကိုပြောနေတာယေရှုခရစ်တော်ကပဲဖခင်ရဲ့စိတ်တော်ကိုတွေ့စေတာဖြစ်တယ်ကျွန်တော်တက်တာမှာအရေးကြီးဆုံးအတာဆိုရင်ယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ပေးခြင်းယေရှုခရစ်တော်ရဲ့အသွေးတော်ရဲ့တကူယေရှုခရစ်တော်အားဖြင့်ဘုရားသခင်ပြင်ဆင်ပေးတဲ့ကျွန်တော်တို့တက်တာကိုပြောင်းလဲပေးတဲ့ကျွန်တော်တို့တက်တာကိုပြန်ပြီးတော့မှဆေးကြောပေးလိုက်တဲ့တန့်ရှင်းစေတဲ့ယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ပေးခြင်းကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိကြပြီးတော့မှနားလည်ပြီးတော့မှအဲ့ဒီပေါ်မှာယက်တည်ပြီးမှတင်တဲ့ကျွန်တော်ကိုးကွယ်တော်သူဖြစ်ဖို့လိုတာအဲ့လိုမဟုတ်နေဘူးဆိုရင်တခါကျရင်စိတ်လုံးကိုးကွယ်လို့ပြောစိတ်လုံးအကျွေးမဲ့ဆိုကျွန်တော်တို့ဟာအကြီးကျယ်ခံစားချက်တွေနဲ့ပဲဖြစ်နေတာ emotion နဲ့ကိုးကွယ်တာကိုစိတ်လုံးအကျွေးမဲ့ကိုးကွယ်တာလို့မပြောဘူးဒါကြောင့်ယေရှုပြောတဲ့စကားလေးနဲ့ကျွန်တော်နည်းနည်းကြည့်အောင်ရှင်လုကာထဲမှာရှင်ယောဟန်ခန်းကြီး၄မှာ sorry ရှင်ယောဟန်ခန်းကြီး၄မှာယေရှုကဒီရှမာရိမျိုးသမီးနဲ့ပြောတဲ့အခါမှာကိုးကွယ်ခြင်းလို့ပြောကျွန်တော်တို့ဒါကကျွန်တော်တို့ရဲ့အချုပ်ပဲလीနော်ဓမ္မဟောင်းကျမ်းမှာတော့ကိုးကွယ်ခြင်းပုံစံတွေပြောတာတွေအများကြီးရှိပေမဲ့တဲ့ဒီမှာဒီခင်ယေရှုကလာတဲ့အခါမှာအငယ်21လောက်ကနေကျွန်တော်ဖတ်တဲ့အခါမှာယေရှုကအချင်းမိန်းမငါစကားကိုယုံလော့ဤတောင်တို့မလားယေရုရှလင်လို့မတော်ပဲခမဲတို့ကိုကိုးကွယ်ရမယ်အချိန်ကာလရောက်ဆဲရှိဒီမှာလာပြီ form ကိုဘုရားမပြောနေဘူးတောင်ဟိုအဲ့ဒီတောင်မှာသွားမှဒီနေရာမှာမဆိုတာမရှိတော့ဘူးတဲ့ဤတောင်တို့မလားယေရုရှလင်မြို့တို့မတော်ပဲခမဲတော်ကိုကိုးကွယ်ရမယ်အချိန်ကာလရောက်ဆဲရှိတင်တို့ဒီကိုမသိတော့အရာကိုကိုးကွယ်တယ်ဘာကြောင့်ကိုမသိတော့အရာကိုကိုးကွယ်တယ်လို့ပြောလဲအမြင့်ပြဿနာဖြစ်နေလို့ငါတို့ဒီကိုသိသောအရာကိုကိုးကွယ်ကြ၏အကြောင်းမူကားယူဒလူတို့၌ကယ်တင်ခြင်းအကြောင်းရှိ၏ကိုးကွယ်သောသူမှန်သမျှတို့ဒီခမဲတော်ကိုနံဝိညာဉ်နဲ့၎င်းသစ္စာတရားနဲ့၎င်းကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိ၏အကြောင်းမူကားထိုတို့ကိုးကွယ်သောသူတို့ကိုခမဲတော်သည်အလိုတော်ရှိတော်မူ၏
ဘုရားသခင်ဒီနံဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်တော်သူတို့သည်နံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ဒါပဲအချုပ်ကအဲ့ဒါ heart of worship ကိုပြောနေတာယေရှုသူပြောနေတဲ့အရာကဒီမှာဘုရားသခင်ကနံဝိညာဉ်ဖြစ်တယ်နံဝိညာဉ်ဖြစ်တဲ့ဘုရားသခင်ကိုနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ် in spirit and in truth ဘုရားသခင်ကနံဝိညာဉ်ဖြစ်တယ်နံဝိညာဉ်ဘုရားကိုနံဝိညာဉ်နဲ့ကိုးကွယ်ရမယ်ဒါဆိုရင်အဲ့ဒီနံဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်ခြင်းကိုကျွန်တော်တို့ကလူကဘာဖြစ်နေလဲကျွန်တော်တို့ကဒီဇာတိနဲ့ဖြစ်နေတယ်ဇာတိတဘောနဲ့ဘုရားနံဝိညာဉ်ဖြစ်တဲ့ဘုရားတင်ကြည်နှံ့အောင်ဘယ်လိုကိုးကွယ်လို့ရလဲဘယ်လိုမှကိုးကွယ်လို့မရဘူးဘာကြောင့်လဲတဘာဝမတူလို့ဆိုတော့အဲ့ဒီတဘာဝမတူတဲ့အရာကိုဘုရားသခင်ကယေရှုခရစ်တော်အပြင်ကျွန်တော်တို့ဘာပြင်ဆင်ပေးလဲယေရှုခရစ်တော်အပြင်ဘုရားသခင်ကိုနံဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်နိုင်ဖို့ရန်အတွက်အဲ့ဒီယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကအဲ့ဒီတဘာဝကိုကျွန်တော်တို့ကပြန်လည်ရရှိသွားတာလေဒါကြောင့်ယေရှုကသူ့ကိုယ်သူပြောတဲ့အခါမှာ I am the way, the truth and the life သူပြောတဲ့အရာကငါကလမ်းခရီးတမန်တရားအသက်ဖြစ်တယ်ဒီအခုကိုးကွယ်ခြင်းမှာဘုရားသခင်ကိုနံဝိညာဉ်နဲ့သစ္စာနဲ့ဘုရားသခင်ကိုကိုးကွယ်နိုင်ဖို့ရန်အတွက်ယေရှုခရစ်တော်ကသူ့ကိုယ်သူကျွန်တော်တို့အတွက်ကျွန်တော်တို့ပြင်ဆင်ပေးတာငါအားဖြင့်ပဲငါအားဖြင့်ပဲငါရဲ့ဖြစ်ခြင်းထဲမှာမင်းငါနဲ့အတူအသက်ရှင်တတ်ခြင်းထဲမှာပဲဘုရားသခင်ကိုကျွန်တော်တို့ရဲ့နံဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်ခြင်းအပြင်ဘုရားသခင်ရဲ့စိတ်တော်ကိုတွေးမှာဖြစ်တယ်ဒါကြောင့်ဒီမှာယေရှုပြောတဲ့အရာအရင်ရှင်းတယ်ကိုးကွယ်တော်သူအပေါင်းတို့ဒီနံဝိညာဉ်၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ခံစားချက်နဲ့ကိုးကွယ်ရမယ်မပြောတော့ဘူးစိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုးကွယ်ရမယ်မပြောစိတ်နှလုံးအကျွမ်းမဲ့ချစ်ရမှာစိတ်နှလုံးအကျွမ်းမဲ့နဲ့တင်ကိုးကွယ်လို့မရ emotion နဲ့ကိုးကွယ်လို့မရအောင်ကျွန်တော်တို့ဒီနေ့ emotion နဲ့တခြင်းကြီးကောင်းရင်ကောင်းသလိုခံစားချက်ကောင်းရင်ကောင်းသလိုအခြေအနေကောင်းရင်ကောင်းသလိုကျွန်တော်ကိုးကွယ်တာကျွန်တော်တို့ဘာကိုမေ့သွားလဲဒီနံဝိညာဉ်နဲ့သစ္စာနဲ့ဖခင်ကိုကိုးကွယ်ရမယ်ဆိုတော့ကျွန်တော်မေ့တယ်ဒါဆိုရင်နံဝိညာဉ်ဆိုတာရှင်းရှင်းလေးပဲဖခင်သခင်ကနံဝိညာဉ်ဖြစ်တယ်ဖခင်သခင်ကိုချိတ်ဆက်ပေးတာကနံဝိညာဉ်ကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့ဖခင်ရဲ့ဝိညာဉ်ကိုချိတ်ဆက်ပေးတာကဘာလို့လဲတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ပြီးတော့မှသစ္စာတရားတည်းတော့တမာတရားအားဖြင့်တမာတရားပေါ်မှာတင်ရကိုးကွယ်တော်သူဖြစ်ဖို့လိုလားယေရှုကဒါကြောင့်သူ့ကိုယ်သူငါကလမ်းခီးတမာတရားအသက်ဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်ကပဲကျွန်တော်တို့အတွက်အဓိကအခြေခံအကျအဆုံးနဲ့အလိုအဆုံးဖြစ်နေတာဒါကြောင့် heart of worship လို့ပြောတဲ့အခါမှာအဲ့ဒီကျွန်တော်တို့ရဲ့စိတ်လုံးအကျွမ်းမဲ့ကိုးကွယ်ခြင်းစိတ်နှလုံးနဲ့ heart of worship လို့ပြောတိုင်းမှာယေရှုခရစ်တော်ကအဓိကဖြစ်တယ်ယေရှုရဲ့လှုပ်ဆောင်ပေးခြင်းကိုသင်ကောင်းကောင်းရှင်းရှင်းလင်းသဘောပေါက်ဖို့လိုတယ်ဒီနေ့ကျွန်တော်တို့နားမလည်တတ်တဲ့အခါမှာလေတခါကျရင်ဘာဖြစ်လဲဆိုတော့တချို့တွေဥပမာကျွန်တော်ကိုယ်တိုင်လည်းအရင်ကပါခဲ့ဘူးတဲ့အရာပေါ့ကိုယ့်ရဲ့အသက်တာမှာတစ်စုံတစ်ခုဘုရားမနစ်သက်တာလုံးမိတယ်ကိုကရှိနေတာကဘယ်ထဲမှာလဲ worship ခုနကနေချီးမွမ်းကိုးကွယ်ခြင်းတခြင်းကတီးရတော့မယ်စိတ်နှလုံးထဲမှာအဲ့ဒီမှာသူများနဲ့ပြဿနာဖြစ်တာပဲဖြစ်လမ်းမှာတစ်ခုခုရောက်ဖြစ်အဆင်ပြေမနေဘူးစိတ်ထဲမှာဘုရားငါဒီနေ့တော့ကိုးကွယ်လို့မရဘူးကိုးကွယ်ခြင်းစိတ်မရှိဘူးကျွန်တော်မဖြစ်ဘူးလားတိတ်ဖြစ်တာပေါ့အားလုံးကတခါကျရင်မရည်ရွယ်ဘဲနဲ့ကိုမာရွေးမှုတွေရှိတယ်လောက်ရက်တွေမားတယ်ပြောမဆိုမလုံမကိုင်မအမားရွေးနေနဲ့ဖြစ်လာတဲ့ခါမှာဘုရားရှိကိုတိုးဝင်ဖို့ဘုရားကိုကိုးကွယ်ဖို့ဆိုတယ်ကွာဒီတော့မကိုးကွယ်တော့ပါဘူးကိုယ်ကွယ်လည်းဖခင်လက်ခံမှာမဟုတ်ပါဘူးငါဒီလိုဖခင်မကြိုက်တာလှုပ်ထားမိတယ်ဆိုတော့သင်စဉ်းစားနေတာတွေအားလုံးကဘယ်ထဲမှာဖြစ်နေရလဲတင်းကိုတင်အခြေပြုပြီးတော့မှတင်းကိုတင်ကြည့်ပြီးမှတင်ကဖခင်ကိုကိုးကွယ်ဖို့လုပ်နေတာအဲ့ဒီအရာကကျွန်တော်ဆုံးရှုံးနေတာတကယ်တမ်းကယေရှုခရစ်တော်အပြင်ဖခင်ကတင်တဲ့ကြောင့်လက်ခံတာကျွန်တော်တို့ရဲ့အခြေအနေကိုလက်ခံတာမဟုတ်ဘူးကျွန်တော်တို့တင်အကောင်းဆုံးအသက်ရှင်ပြီးလာကိုးကွယ်လို့ဖခင်တင်ကိုလက်ခံတာလည်းမဟုတ်ဘူးတင်အကြီးကျယ်တွေပေးကမ်းစွန့်ချက်အနစ်နာခံတာကိုလည်းဖခင်ကလက်ခံနေတာမဟုတ်ဘူးယေရှုအားဖြင့်တင်ကိုလက်ခံတာအဲ့ဒီအရာကိုသဘောပေါက်ဖို့လိုတာယေရှုအားဖြင့်ငါတာမန်ကထိုက်တန်တော်သူဖြစ်တယ်ယေရှုအားဖြင့်ငါယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်ငါတာမန်ကငါစီလာဖို့မင်းကထိုက်တန်တယ်လာခဲ့မင်းရဲ့အခြေအနေမင်းရဲ့ခံစားချက်မင်းရဲ့ပြဿနာတွေမင်းကိုဘယ်လိုကြုံနေရအဲ့ဒါတွေကငါအတွက်အရေးမကြီးဘူးမင်းရဲ့ယေရှုအားဖြင့်မင်းထိုက်တန်တဲ့အတိုင်းငါစီလာခဲ့ယေရှုခရစ်တော်ဖြင့်မင်းကဖြောင့်မတ်စေထားပြီးပြီလောကရဲ့ဟိုခြေတွေဒီခြေတွေကမင်းကိုရှုံးနေစေတာမဟုတ်ဘူးငါရဲ့ဖြောင့်မတ်ခြင်းနဲ့မင်းငါစီလာအဲ့ဒါဒီကျွန်တော်သဘောမပေါက်တဲ့ခါမှာခံစားချက်ကြောင့်မတင်မကိုးကွယ်နိုင်ဘူးဖြစ်နေတာဒီနေ့တော်တော်များများတခြင်းတွေကလည်းခံစားလို့လည်းမကောင်းဘူးတခြင်းတွေကလည်းမရပါဘူးဆိုမှဆိုတင်ဘုရားကိုမကိုးကွယ်တော့ဘူးအဲ့ဒီမှာစာသားလို့မရလို့ဘုရားကိုမကိုးကွယ်ဘူးဒါတွေကဘာကြောင့်ဖြစ်နေရလဲကျွန်တော်ကိုးကွယ်ခြင်းကိုတကယ်တဘောမပေါက်နေတာ
ကျွန်တော်တို့တဘောပေါက်တဲ့ကိုးကွယ်ခြင်းလဲခုနပင်စီဟိုမှာ form of worship form ပုံစံကြဖို့လူတွေရဲ့အမြင်မှာဟာအရန်ကိုးကွယ်တယ်အရန်တွေဒါတွေကတင် heart of worship တဘောမပေါက်ပဲတင်အပေါ်မှာ form နဲ့ပဲလုပ်နေခုနတစ်ပင်အတုပဲဖြစ်နေတာဘာမှမပြောင်းလဲဘူးဘာမှမတိုးပွားဘူးဘာမှမကြီးထွားဘူးပုံစံတော့မှန်တယ်ပုံစံတော့ကြားတယ်လူတွေကြီးလိုက်ဟုတ်တယ်နော်သူကိုးကွယ်တယ်နော်သူလှုပ်တယ်နော်ဒါမဲ့ heart of worship ဒီဟူတော့ယေရှုခရစ်တော်အပြင်ဘုရားတခင်တင့်ကိုဘလို့ထိုက်တန်စေတာလဲဘလို့ရွေးနှုတ်လိုက်တာလဲဘလို့မျိုးတင့်ကိုတတ်မှတ်ထားတာလဲတင်းရဲ့ identity တင်သိပြီလားတင်းရဲ့ authority တင်သိရလားတင်းရဲ့ရပိုင်ခွင့်တွေကိုတင်သိရလားယေရှုခရစ်တော်အပြင်အဲ့ဒီယေရှုခရစ်တော်အပြင်ဘုရားတခင်ကကျွန်တော်တို့ကိုသူ့ရဲ့ရှေ့တော်မှာတိုးဝင်လာတဲ့အခါကျမှအသားနှလုံးအနေနဲ့တင်ကိုလက်ခံတာခုနယေစီလာမှာပြောတဲ့ကြောက်နှလုံးထုတ်ပြီးအသားနှလုံးကိုငါပေးမယ်ဆိုတော့အဲ့ဒီအသားနှလုံးကယေရှုခရစ်တော်ပြောနေတာဖြစ်တယ်ကျွန်တော်တို့အထက်ကနေဒီတိုင်းကြီးမပြောင်းသွားဘူးယေရှုခရစ်တော်အပြင်ကြောက်နှလုံးဘုရားလက်ခံလို့မရတဲ့ကျွန်တော်တို့နှလုံးသားအသက်တာကြီးကိုဘုရားကယေရှုခရစ်တော်ဒီတော့အသားနှလုံးသားအပြင်ဘုရားခင်အားရခြေနဲ့နှစ်သက်သွားတာတင်းရဲ့သက်တာအောင်ဆိုတော့တို့ရဲ့သက်တာမှာနေ့တိုင်းတို့ focus လုပ်ရမယ့်အရာကယေရှုခရစ်တော်အပြင်ဘုရားခင်တင့်ကိုပြင်ဆင်ပေးတဲ့မင်္ဂလာယေရှုခရစ်တော်အပြင်တင့်ကိုထိုက်တန်စေခြင်းယေရှုခရစ်တော်အပြင်တင့်ရဲ့သက်တာအပြည့်လွတ်ခြင်းယေရှုခရစ်တော်အပြင်တင့်ရဲ့သက်တာကိုပြင်ဆင်ပေးမဲ့မင်္ဂလာယေရှုခရစ်တော်အပြင်ပဲအရာခတ်သိမ်းကဖြစ်နေတာဒါကြောင့်ကျွန်တော်တို့ခုနတခြင်းလဲချီးမွမ်းတယ်ခတ်သိမ်းတော့အရာကိုတော့ထဲကကိုတော့အပြင်ကိုတော့အဖို့လို့ဖြစ်တယ်အချိန်ကြာမှတင့်ရဲ့ဝန်ခံခြင်းကပြည့်စုံတာတင်းရဲ့ form ကောင်းလို့တင်းကိုဘုရားလက်ခံတာမဟုတ်ဘူးတင်းရဲ့အဲ့ဒီပင်စီပဲရှိနေဟိုအတီးကဘာမှတီးလာမှာမဟုတ်ဘူး fruit of worship ဆိုတာကလေကိုးကွယ်ခြင်းရဲ့အတီးပွင့်ကျမ်းစာထဲမှာကျွန်တော်တို့ဝိညာဉ်အတီးတွေဘာတွေကစအတီးနဲ့ပတ်သက်အများရှိတယ်ကောင်းသောအပင်ကကောင်းသောအတီးကိုတီးတယ်တဲ့အပင်ရဲ့အသီးကိုကြည့်ပြီးပါတဲ့အပင်ရဲ့သဘောတဘာဝကိုသိတယ်တဲ့ဒါဆိုရင်တင်းဒီအပင်ရဲ့သဘောတဘာဝအပင်မှာဒီဘယ်ကောင်းသောအတီးတီးရလားဘာအတီးတီးနေလဲဆိုတာအားလုံးရဲ့အဓိကအခြေခံပဲမှာလဲအမြင့်မှာပဲဖြစ်နေတာတင်းယေရှုခရစ်တော်အပြင်တကယ်ပဲဘုရားသခင်ကိုနာဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်တဲ့အသက်တာဖြစ်တယ်ဆိုရင်တင်းရဲ့အသက်တာထဲမှာလဲအဲ့ဒီနာဝိညာဉ်နဲ့သစ္စာနဲ့သက်ဆိုင်တော့ဘုရားသခင်ရဲ့မင်္ဂလာတွေပဲတီးပွင့်လာပါလေဒီနေ့ကျွန်တော်အဲ့ဒီအမြင့်ကနေမတီးဘဲနဲ့ဟိုးပင်စီကနေတော်တော်ပြီးတော့မှအတီးတီးဖို့စူးစမ်းနေတာအဲ့ဒါကြောင့်မို့ကျွန်တော်တိုင်နေပတ်နေတာအသင်းတော်တွေမှာရှုပ်ထွေးနေတာကိုးကွယ်ခြင်းလို့ပြောလိုက်ရင်သူတို့ကိုးကွယ်တဲ့ပုံစံအမှဒီလိုကအမှဒီလိုတတ်မှတ်ထားတာကျမ်းစာထဲမှာကဒီလိုပြောထားတာမောရှေတုန်းကဒီလိုကိုးကွယ်တာဟိုတခင်ယေရှုကျွန်တော်အရင်ကတော်တော်တိုင်ပတ်ခဲ့တဲ့အကြောင်းအရာတစ်ခုရှိတယ်ဒီအဖျားเจ้าတွေမှာကျွန်တော်တို့ဒီလိုတီးဝိုင်းနေအတီးသူရိယာပစ္စည်းတွေနဲ့ကိုးကွယ်တာကတဲ့တခင်ယေရှုခေတ်ကာလမှာမရှိဘူးတဲ့တမဟောင်းမှာပဲရှိခဲ့တာတဲ့ဒါဝိလက်ထက်မှာနော်ဟိုလက်ကွင်းနေပိုင်းနဲ့အဲ့လိုပေါ့ကိုးကွယ်တယ်တဲ့ဒါပေမဲ့ယေရှုခေတ်ကာလမှာတဲ့မရှိဘူးတဲ့အဲကြောင့်ဒီလိုသူရိယာပစ္စည်းတွေသုံးပြီးကိုးကွယ်တာမှားတယ်တဲ့အဲ့ဒါကျမ်းတတ်တွေပြောတာနော်အကြီးအကျယ်အဲ့ဒါ debate တွေဖြစ်တာတင်းတော်တွေမှာဒီကိုးကွယ်ခြင်း prison worship တွေအရင်ခေတ်စားလာတဲ့အခါမှာတချို့နေရာမှာအဲ့ဒါနဲ့မှားတယ်ဆိုပြီးတော့အခုချိန်ကြီးမှားတယ်ဆိုပြီးလက်မခံနိုင်တဲ့ဟာတွေလည်းအများကြီးရှိတယ်ဒါဆိုရင်ကျွန်တော်ပြောပြမယ်ဟုတ်တယ်သူတို့သိတဲ့သူတို့ရဲ့အတိမှာသူတို့တတ်မှတ်ချက်အတိုင်းဆိုရင်သူတို့ကမားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကိုးကွယ်ခြင်းကလေတင်းရဲ့အမားမှန်ကိုဘုရားစိတ်ဝင်စားတာမှမဟုတ်တာကျွန်တော်ကမားတယ်လို့ပြောလဲတော့မငြင်းဘူးဒါသူအဲ့လိုပဲနားလဲတာလေအမားမှန်ကိုပြောရမှာမဟုတ်ဘူးကိုးကွယ်ခြင်းဆိုတာဒါကြောင့်ကျွန်တော်ခုနပြောတယ်ကိုးကွယ်ခြင်းကဘာအတွက်ကျွန်တော်ကိုးကွယ်တာလဲတင်းရဲ့အမှန်တရားကိုပြဖို့ကိုးကွယ်နေရလားတင်းမှန်တယ်ဆိုတာပြဖို့တရားကိုးကွယ်တာလားကျွန်တော်အဲ့လိုဖြစ်နေတဲ့ခါကျငါတို့ကိုးကွယ်တာမှအမှန်ငါတို့ဒီပုံစံကမှအမှန်တင်းအမှန်နဲ့ပဲတင်စဉ်းစားပြီးကိုးကွယ်နေတယ်တင်ကိုးကွယ်နေတာမဟုတ်ဘူးအဲ့ဒါကတင်အဲ့ဒါမှဒီပုံစံ form of worship ထဲမှာ artificial ပဲဖြစ်နေတာဖခင်ကတင်းရဲ့အမှန်နဲ့ကိုးကွယ်တော့လိုချင်တာမဟုတ်ဘူး heart of worship ဆိုတဲ့ယေရှုခရစ်တော်အပြင်ဖခင်တခင်တင်းကိုကိုးကွယ်စေချင်တာယေရှုခရစ်တော်ရဲ့နှလုံးသားနဲ့ကိုးကွယ်စေချင်တာဒါကြောင့်ယေရှုခရစ်တော်၌ရှိသောစိတ်တဘောတင်တို့၌လည်းရှိစေကြလော့ဖခင်တခင်နှစ်သက်တဲ့နှလုံးသားကယေရှုရဲ့နှလုံးသားတင်တဲ့ကျွန်တော်ရဲ့ဒီနှလုံးသားကိုလက်ခံတာမဟုတ်ဘူးယေရှုခရစ်တော်အပြင်တင်ကတင့်ကိုတင်မြင်တတ်သွားရင်ယေရှုခရစ်တော်အပြင်ငါကထိုက်တန်တယ်ယေရှုခရစ်တော်အပြင်ငါကဖြောင့်မတ်တယ်ယေရှုခရစ်တော်အပြင်ဖခင်ကငါ့ကိုလက်ခံတယ်ယေရှုခရစ်တော်အပြင်ဖခင်ကငါ့ကိုတာ၍ချီးမြှောက်အောင်ပါအရာကတည်းကယေရှုခရစ်တော်တင်ဘ ਹੁ ပြုပြီးတော့မှဖခင်ရဲ့မျက်မှောက်တော်တဲ့တိုးဝင်တတ်ခြင်းကိုပဲဖခင်ကအဲ့ဒီကိုးကွယ်ခြင်းကိုလက်ခံတာဆိုတော့အဲ့ဒီကိုးကွယ်ခြင်းနဲ့တိုးဝင်တဲ့အခါတိုင်းမှာတင်ရောက်သွားမဲ့နယ်ပယ်ကကဘာဦးပါလူယောက်ျားနဲ့လူမိန်းမကိုဖခင်တခင်
ပထမဦးဆုံးပြင်ဆင်ပေးတဲ့တလုံးတဝတဲ့ဖြစ်ခြင်းတွေကိုတင်ရောက်သွားတာကိုးကွယ်ခြင်းပြောပြီးမှဖခင်နဲ့တလုံးတဝတဲ့ဖြစ်ခြင်းကိုတင်တခါမှမခံစားရဘူးဆိုရင်တင်ရဲ့ကိုးကွယ်ခြင်းက worship fruit of worship ကိုတင်တခါမှမမြင်တွေ့ရသေးတာကိုးကွယ်ခြင်းရဲ့အဓိကကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကျွန်တော်တို့ဖခင်ကိုကိုးကွယ်တယ်လို့ပြောတဲ့ခါမှာဒီတိုင်းပဲကိုးကွယ်ပြီးတော့ပြီးနေတာမဟုတ်ဘူးလေကိုးကွယ်ခြင်းမှာတင်ပါလို့ကျွန်တော်နယ်ပယ်တွေပြောတယ်လေတစိမ့်မချင်းဖခင်ရဲ့မျက်မှောက်တော်ဖခင်ရဲ့ရှေ့တော်မောက်မှာဖခင်နဲ့အတူနေခြင်းလို့တင်ကိုးကွယ်နေတာလေဖခင်နဲ့အတူ commune တလုံးတဝတည်းဖြစ်ဖို့ကျွန်တော်ကိုးကွယ်တာလေကိုးကွယ်ခြင်းတင်ဘယ်ကိုကိုးကွယ်နေလဲဒါဆိုရင်ခါကျရင်ကျွန်တော်တို့ကိုးကွယ်တာကိုးကွယ်တယ်လေရည်ရွယ်ချက်မရှိဘဲတင်ကိုးကွယ်နေတာဗောဒါဆိုရင်ကျွန်တော်တို့ဒါကိုတဘောမပေါအောင်ပြောတာပါကိုးကွယ်ခြင်းကဖခင်တခင်ဘာကြောင့်ကိုးကွယ်ခြင်းကိုပြန်ပြင်ဆင်ပေးတယ်လဲကျွန်တော်ပြောပြီးအပြစ်တရားမှာကြဆင်းသွားတဲ့ခါမှာကိုးကွယ်ခြင်းကိုပြင်ဆင်ပေးတာဖခင်ကလူနဲ့ကြအပြစ်မှာကြဆင်းသွားတဲ့သူနဲ့ဖခင်နဲ့ပြန်ပြီးတလုံးတဝတည်းဖြစ်ခြင်းလို့ဖခင်ပြင်ဆင်ပေးတာလေကိုးကွယ်ခြင်းကိုဒါဆိုရင်ကျွန်တော်တို့ကကိုးကွယ်ခြင်းတိုင်းမှာကျွန်တော်တို့မျှော်လင့်ရတဲ့အရာကဖခင်နဲ့တင်တလုံးတဝတည်းဖြစ်သွားခြင်းဖခင်ရဲ့မျက်မှောက်တော်ထဲမှာဒါကြောင့်အထံတော်မှာနေရတော့တရက်ကအပြင်မှာနေတာတဲ့ပိုကောင်းတဲ့ဒါဝိဒ်ကအဲ့ဒါရသွားတာအဲ့ဒါကြောင့်မို့ဒါဝိဒ်ကိုဖခင်ကငါနှလုံးသားနဲ့အနီးဆုံးသူဒါဝိဒ်ကဖခင်ရဲ့နှလုံးသားနဲ့အနီးဆုံးတော့သူနော်ဒါမဲ့ဒီနေ့တင်တဲ့ကျွန်တော်ကဒါဝိဒ်ထက်အဆင့်မြင့်တယ်ယေရှုခရစ်တော်အပြင်ကျွန်တော်ဘာဖြစ်ရလဲဖခင်ရဲ့နှလုံးသားအထဲမှာကျွန်တော်ရှိနေတာဖခင်ရဲ့နှလုံးသားလည်းကျွန်တော်တို့အထဲမှာရှိနေတာတထပ်ထဲဖြစ်သွားတာဒါဝိဒ်ကအနီးဆုံးပဲဖြစ်တာဘာကြောင့်ဖခင်ရဲ့နှလုံးသားနဲ့တထပ်ထဲကျွန်တော်ဖြစ်သွားခွင့်ရလဲယေရှုကြောင့်ရတာဒါတွေကျွန်တော်တို့သဘောမပေါက်တဲ့ခါမှာကိုးကွယ်ရင်ကိုချေနှောက်အောင်ကိုးကွယ်နေတာဒီနေ့တော်တော်များများကိုချေနှောက်အောင်ကိုးကွယ်တယ်ကိုအတွက်ကိုးကွယ်တယ်တကူလိုချင်လို့ကိုးကွယ်တယ်ဖခင်ကိုလိုချင်လို့ကိုးကွယ်ရတာမဟုတ်ဘူးဖခင်ရဲ့ထိုက်တန်ခြင်းကြီးမြတ်ခြင်းကောင်းမြတ်ခြင်းခုနပြောတဲ့ဖခင်သခင်ရဲ့စိတ်နှလုံးသဘောတော်သိပြီးမှဖခင်သခင်နဲ့တကယ်ပဲမွေးလျော်ခြင်းနဲ့တလုံးတဝတဲ့ဖြစ်ခြင်းနဲ့စိတ်ဆန္ဒနဲ့ဖခင်သခင်ကိုကျွန်တော်ကိုးကွယ်ရတာ That is heart of worshipအဲ့ဒီ heart of worship တင်တဘောပေါက်သွားပြီဆိုတော့တင်ရဲ့တက်တာတွေမှာ form ဆိုတာကလေတင်လုံနေတာမဟုတ်တင်ဖြစ်နေတာဒီလိုလုံမှဘုရားလက်ခံမယ်ဆိုတော့တင်မှာအဲ့အတွေးခေါ်မရှိတော့ဘာကြောင့်လဲတင်ဘုရားရဲ့နှလုံးသားနဲ့တစ်ထပ်တည်းဖြစ်နေတဲ့အခါမှာတင်သိနေတာလေတင်သိနေတာလေဘုရားလက်ခံတယ်လက်မခံဘုရားကျေနပ်တယ်မကျေနပ်ဘူးဘုရားရဲ့တတ်မှတ်ချက်ကိုတင်လုံလို့ဘုရားတင်ကိုလက်ခံတာမဟုတ်တော့ဘူးယေရှုခရစ်တော်ကြောင့်တင်ကိုလက်ခံပြီးသားဖြစ်နေတာဖခင်မနစ်သက်တဲ့အရာဆိုလဲတင်ကသူများပြောလို့သူများကမကောင်းဘူးနော်ပြောလို့တင်ကဖြစ်နေတာမဟုတ်တော့ဘူးတင်နှလုံးသားထဲမှာကိုသိနေတာသိကျွမ်းခြင်းထဲမှာတင်ရဲ့ဒီ heart of worship ထဲမှာတင်ကအကုန်တင်ရဲ့ form တင်ရဲ့အသက်ရှင်ခြင်းလက္ခဏာဒါကြောင့်ယောမ7တဲကအသက်ရှင်ခြင်းလက္ခဏာတန့်ရှင်းခြင်းလက္ခဏာဖခင်တခင်နစ်သက်ဖွယ်တော့လက္ခဏာဒီအပေရာဖြစ်တွေကိုသင်နိုင်မိကြောင်းစိတ်နှလုံးကိုအသက်ပြင်ဆင်တယ်အသက်ပြင်ဆင်လို့ပြောတဲ့အခါမှာလဲကျွန်တော်တို့ကကိုယ့်အကူပြင်ဖို့ကြိုးစားတာကျွန်တော်အများအားပြောတယ်လေဒီရေဘူးနှစ်ဘူးကသူတို့နှစ်ခုဘာမှပြင်လို့မရအောင်ပြီးတော့ဒီရေဘူးကလည်းသူ့ဟာနဲ့သူဒီအယောင်ကြီးကိုသူပြောင်းလိုက်လို့မရအောင်သူ့ဟာနဲ့ဒီအဖုံးကိုရေဘူးကဖွင့်လို့မရအောင်ဒီရေဘူးကိုထုတ်လုပ်တဲ့စက်ယုံမှာထုတ်လုပ်တဲ့သူကပဲအဖုံးကိုအခုကျွန်တော်ဖွင့်လို့ရတယ်ဒီရေဘူးဒီအယောင်မကြိုက်ဘူးကျွန်တော်ဖြုတ်လိုက်လို့ရတယ်တခြားအယောင်တစ်ခုကျွန်တော်ပြောင်းပေးလို့ရတယ်ဆိုတော့စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတံပြောင်းလဲပါလို့ပြောတဲ့ခါမှာကျွန်တော်တို့ form ကျွန်တော်တို့ရဲ့အသက်ရှင်မှုပုံစံကိုယ့်အကိုကျင့်ကြံစူးစမ်းပြီးပြောင်းလဲခိုင်းနေတာမဟုတ်ဘူးဒါဆိုပြုပြင်ပြောင်းလဲခြင်းရပါမှာလဲတင်းကို produce တင်းကိုဘယ်သူထုတ်လုပ်ထားတာလဲတင်းကဘယ်သူအားဖြင့်ဖြစ်ပွားနေရလဲတင်းကဘယ်သူအားဖြင့်ဖြစ်ပွားနေတာလဲယေရှုခရစ်တော်အားဖြင့်ဘုရားသခင်ကတင်းကိုလူသစ်ဖြစ်ပွားစေတာလေဒါဆိုရင်တင်းရဲ့ပြုပြင်ရမယ့်အရာမှန်တယ်များတင်းဖန်တင်းပြုပြင်လို့မရအောင်ကိုကျွန်တော်လူချင်းချင်းလဲပြုပြင်လို့မရအောင်ဒါမလုပ်နဲ့တော့ဒီလိုလုပ်တော့ဒီလိုနေတော့ဒီလိုမနေတော့ကျွန်တော်ပြောလို့မရဘူးအဲ့ထဲမှာမပြောင်းဘူးတင်းကိုဖြစ်ပွားစေတဲ့သူကပဲတင်းကိုပြန်ပြီးပြောင်းလဲပေးလို့ရတာဒီရေဘူးထုတ်လို့တဲ့စက်ရုံကပဲဒီရေဘူးရဲ့ဒီဇိုင်းကိုဒီဒီဇိုင်းမကြိုက်ဘူးကွာနောက်ဒီဇိုင်းတစ်ခုပြောင်းမှာကွာဆိုစက်ရုံကနေပြန်ထုတ်ရင်နောက်ဒီဇိုင်းတစ်ခုသူပြောင်းသွားပြီဆိုတော့စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတံပြောင်းလဲခြင်းအဲ့ဒီစိတ်လုံးအသစ်ပြင်ဆင်ခြင်းနဲ့ပုံတံပြောင်းလဲခြင်းဘယ်ထဲမှာပဲကျွန်တော်ရနေတာလဲဒါဆိုရင်ကျွန်တော်တို့ရဲ့အရင်အမြင့်ကျွန်တော်တို့ရဲ့တကယ်ကိုးကွယ်ခြင်းရဲ့ကျွန်တော်တို့တကယ်အမြင့်ဆုံးတော့ကျွန်တော်တို့မျှော်လင့်တဲ့အရာကဘုရားရဲ့မျက်မှောက်တော်ထဲမှာမျက်မှောက်တော်ထဲနေတတ်ခြင်းမှာပဲသင်ပြောင်းလဲနေတာအဲ့ဒါကိုပြောနေတာဒီရေဘူးကိုစက်ယုံပြန်ပို့တယ်လို့ပဲ
ကျွန်တော်တို့ရဲ့အသက်တာမှာနေ့တိုင်းကိုးကွယ်ခြင်းမှာတင်ရောက်သွားတာကတင်ရဲ့ original တင်ကိုဖြစ်ပွားစေတဲ့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်နဲ့အတူနေတတ်ခြင်းထဲမှာဖခင်ကတင်ကိုလိုအပ်တယ်လို့ပြုပြင်ပုံသွင်းခြင်းတင်ကိုကြီးထွားစေခြင်းတင်ရဲ့သက်တာမှာအတီးသီးလာခြင်းတင်ရဲ့သက်တာထဲမှာတာ၍တိုးပွားခြင်းအောင်မြင်ခြင်းအဲ့ဒီအတီးအဖွင့်တွေအားလုံးကအဲ့ဒီမှာဖခင်ရဲ့မျက်မှောက်ကိုးကွယ်ခြင်းထဲမှာတင်မြင်တတ်သွားတာကိုးကွယ်ခြင်းထဲမှာပဲရလာတာဒါကြောင့်ယုံကြည်သူဖြစ်ဖို့မှာကိုးကွယ်ခြင်းတဘောပေါက်ပဲကျွန်တော်အသက်ရှင်နေဆိုရင်တချို့တော်တော်များများကဆုတောင်းခြင်းနဲ့ကိုးကွယ်ခြင်းတော့မတဲကွဲတာတွေရှိတယ်ဆုတောင်းတာကဆုတောင်းတာပဲဆုတောင်းတာစကလုံးကဆုတောင်းတာဆုဆိုတာဘာလဲကိုလိုချင်တဲ့ဆုကိုတောင်းတာကိုးကွယ်တာကြတော့တောင်းတာမဟုတ်ဘူးကိုးကွယ်တာကြတော့ဖျားတောင်းတော့တင်ပြန်ပေးတဲ့အဆင့်တော်ဖြစ်သွားပြီအဲ့ဒါကကိုကတောင်းတာမဟုတ်ဘူးဖျားကစိတ်နှလုံးအစ်ကိုငါပေးမယ်ဘာကြောင့်လဲမင်းကိုငါပြန်လိုချင်လို့ငါနဲ့တူမင်းကိုနေစေချင်လို့ငါနဲ့တူမင်းကိုတလုံးတစ်ဝတည်းဖြစ်ချင်လို့ငါရဲ့မျက်မှောက်တော်ထဲမှာမင်းနဲ့တူငါမွေ့လျော်ချင်လို့ဆိုတော့ဆုတောင်းတယ်ဆိုတာကျွန်တော်တို့လိုအပ်တာတောင်းရမယ်နော်အားကိုးတာမှန်တယ်ဒါပေမဲ့ဆုတောင်းတာကကိုးကွယ်တာမဟုတ်ဘူးတို့ကတော်တော်များဆုတောင်းတာကိုကိုးကွယ်တာလောက်တဲ့တဘောဆုတောင်းပြီးပြီရပြီဘုရားသခင်သိတယ်ဘုရားသခင်လှုပ်ပေးလိမ့်မယ်ဒါပေမဲ့ကိုးကွယ်ခြင်းဆိုတဲ့ဘုရားနဲ့ယဉ်နီးကျွမ်းဝင်ခြင်း commune ဖြစ်တဲ့ဟာရောက်ကျွန်တော်တခါမှမခံစားရဘဲနဲ့အသက်ရှင်နေတဲ့ယုံကြည်သူတွေအများကြီးပဲဒီနေ့ဒီချိန်ထိအဲ့ဒီခါမှာဘာဖြစ်လဲခုနပြောတဲ့အသက်တာရဲ့ကြီးထွားခြင်းအောင်မြင်ခြင်းဒီအတီးအပွင့်တွေကိုကျွန်တော်တို့မခံစားရဘူးမမြင်တွေ့လာရဘူးလိုအပ်လို့ဆုတောင်းတဲ့အချိန်မှာလိုအပ်တဲ့အရာတော့ဘုရားထောက်ပံ့ပါတယ်လိုအပ်တဲ့လောက်ပဲတင့်ကိုဘုရားခံစားစေချင်တာမဟုတ်ဘူးတင်းရဲ့တက်တာထဲမှာတိုးပွားများပြားခြင်းဒါကြောင့်ဘုရားသခင်လူကိုဖန်ဆင်းတဲ့အခါမှာများပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်ကြလော့တဲ့အဲ့ဒါဘယ်ချိန်မှာပြောတာလဲသူ့ရဲ့မျက်မှောက်တော်ထဲမှာဘုရားကလူကိုအပြစ်မှာမကြဆင်းခင်မှာဘုရားနဲ့တန်နဲ့ရှိတဲ့ချိန်မှာပြောတဲ့စကားတဘာဝမတူရင်အဲ့ဒီအရာတွေတို့ခံစားလို့မရအောင်များပြားစွာမွေးဖွားမြေကြီး dominion and authority ဆိုတာကဘုရားရဲ့သူ့တဘာဝတူတဲ့အချိန်မှာသူနဲ့ commune တလုံးတစ်ဝတည်းဖြစ်တဲ့အချိန်မှာဘုရားပေးတဲ့အရာဒီနေ့ကျွန်တော်ကတဘာဝမတူဘဲနဲ့ယေရှုခရစ်တော်အပြင်ဘုရားကပြန်ပြင်ဆင်ပေးတော့တဘောမပေါက်ဘဲနဲ့အဲ့ဒီ dominion and authority တွေကျွန်တော်ဘယ်တော့မှခံစားမှာမဟုတ်မြင်တွေ့လာမှလည်းမဟုတ်လိုအပ်တဲ့အရာလေးတွေကိုပဲစူးစမ်းပြီးဆုတောင်းပြီးတော့မှလိုအပ်လို့ရလန်လဲပြန်မိတော့ပြန်ရောပေးတဲ့လူတောင်ယေရှုမတင်ဘူးဆိုတော့ဒါတွေအားလုံးကဘာကြောင့်ဖြစ်နေတာလဲကျွန်တော်တို့ heart of worship စိတ်နှလုံးဘုရားကအသားနှလုံးသားပေးပြီးတော့မှအဲ့ဒီနှလုံးသားနဲ့ကိုးကွယ်ခြင်းကိုပဲဘုရားကအားရတယ်ခြေနှက်တာဖြစ်တယ်။ဒါကြောင့်သင်ရဲ့တက်တော်ဘုရားကအားရခြေနှက်တယ်ဆိုတော့ဘာကြောင့်လဲ။ယေရှုကြောင့်ဖြစ်တယ်။သင်အဲ့ဒါကိုဘယ်တော့မှမမေ့နဲ့။ငါကိုးကွယ်တာဒီနေ့ worship အရန်ကောင်းလို့ဒီနေ့ဒီ music တွေအရန်ကောင်းလို့ဒီနေ့ဟိုဒီအရန်ကောင်းလို့ငါဘုရားခင်အကြီးကျယ်မျက်မှောက်တော်ဆင်းကြွလာတယ်မျက်မှောက်တော် no ဘယ်အရာနဲ့မှမျက်မှောက်တော်တင့်ကိုမဆင်းကြွဘူးယေရှုခရစ်တော်အဖြစ်မဲ့တင်ရဲ့တက်တာကိုမျက်မှောက်တော်ဆင်ကြွမှာယေရှုကိုတင်မျက်မှောက်ပြုတတ်တယ်ယေရှုခရစ်တော်အပြင်တင်ရဲ့ဖြစ်ခြင်းတင်ရဲ့ယေရှုခရစ်တော်အပြင်ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာလှုပ်ဆောင်ပေးတဲ့အရာယေရှုခရစ်တော်ပဲတရားဘို့ပြုတတ်သွားတဲ့အခါတိုင်းမှာတင်ရောက်တော့နေရာတိုင်းမှာတင်ရဲ့အသက်ရှင်ခြင်းတစ်ခုလုံးမှာဘုရားရဲ့မျက်မှောက်တော်ကတင်တဲ့သူရှိနေတာဘုရားမျက်မှောက်တော်ဆိုတာကလေဘုရားအတူရှိခြင်းကိုပြောတာဖြစ်တယ်ဘုရားကြောင်းလာမှဘုရားမျက်မှောက်တော်ရှိတာမဟုတ်တော့တင်ရောက်တော့နေတင်ရှိတော့နေတိုင်းမှာဖခင်ကအတူရှိခြင်းကထင်ရှားတာဒီမှာအဲ့ဒါကဘာတူလဲ heart of worship နဲ့အသက်ရှင်တော့တူတယ်ကိုးကွယ်ခြင်းနဲ့တကယ်ကိုစစ်မှန်တော့ကိုးကွယ်ခြင်းနဲ့အသက်ရှင်တတ်သွားတဲ့အခါမှာတင်အကောင်းဆုံးလုပ်လို့ဖြစ်လာတာမဟုတ်အဲ့ဒါတွေကတင်ရဲ့အကောင်းဆုံးလုပ်ရကြောင်းမျက်မှောက်တော်တင်နေရှိတာမဟုတ်ဘူးဒီယေရှုခရစ်တော်အပြင်ဘုရားသခင်ပြင်ဆင်ပေးတဲ့ဘုရားသခင်ကိုကျေနပ်စေတဲ့ကိုးကွယ်ခြင်းကိုတင်သဘောပေါက်သွားတဲ့အခါမှာယေရှုခရစ်တော်နဲ့သူတင်အသက်ရှင်တတ်သွားတဲ့အခါမှာအဲ့ဒီမင်္ဂလာတွေကျွန်တော်ခံစားလာတာဖြစ်တယ်အာမင်ဆိုတော့ဒီဟာလေးနဲ့အားပေးချင်တာဖြစ်တယ်ကျွန်တော်အသက်တာတည်တည်မှကျွန်တော်တို့ယုံကြည်သူတွေယေရှုခရစ်တော်ကလေပြီးပြည့်စုံတဲ့ကျွန်တော်တို့အတွက်လိုအပ်ချက်ရှိသမျှကိုပြီးပြည့်စုံတဲ့သူဖြစ်တယ်ဘာကြောင့်ပြီးပြည့်စုံတာလဲဖခင်သခင်ရဲ့ခမဲတော်ရဲ့အလိုတော်ရှိသမျှကိုယေရှုကပဲပြည့်စုံစေတာကျွန်တော်တို့ဘယ်တော့မှမပြည့်စုံနိုင်တဲ့ကျွန်တော်တို့ဘလို့မှမလုပ်နိုင်တဲ့ကျွန်တော်တို့ဘလို့မှမရောက်နိုင်တဲ့အခြေအနေတွေအားလုံးကိုလှုပ်ဆောင်ပြီးသွားတာကယေရှုခရစ်တော်ဖြစ်တယ်။ဒါကိုကျွန်တော်တို့အသက်တာထဲမှာနေ့တိုင်းမှာသင်ရဲ့အသက်ရှင်ခြင်းမှာအဲ့ဒီယေရှုခရစ်တော်အပြင်ပြန်လည်ပြီးတော့မှကိုယ်တက်တာမှာရရှိတဲ့ခံစားရတဲ့ဘုရားသခင်ရဲ့ဖြစ်ပွားစေခြင်းတွေကိုကျွန်တော်တို့တိမှတ်ဆွဲလန်းနေဖို့လိုတာ။သင်ရဲ့ဖြစ်ခြင်းကိုသင်သိပြီးအသက်ရှင်ဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောတာ။ဖြစ်ခြင်းကိုအတိပြီးအသက်ရှင်လို့ပြောတဲ့အခါမှာကျွန်တော်တို့က
ကိုဖြစ်ချင်းဆိုဟုတ်တယ်မလားကျွန်တော်အာနေတတ်တယ်ဝမ်းနေတတ်တယ်စိတ်သက်ချတတ်တယ်အဲ့ဒီဖြစ်ချင်းတွေပြောတာမို့တင်းရဲ့ဇာတိဖြစ်ချင်းကိုမပြောဘူးယေရှုခရစ်တော်အပြင်ဘုရားသခင်ဖြစ်ပွားစေတဲ့တင်းရဲ့ဝိညာဉ်နယ်ပယ်ထဲမှာတင်းကိုဘုရားသခင်ဘုရားရဲ့မျက်မှောက်တော်ထဲမှာဘုရားသခင်နဲ့အတူနေတတ်ခြင်းထဲမှာအဲ့ဒီဖြစ်ချင်းတွေကိုတင်တာပြီးမြင်တတ်လာတာအဲ့ဒီခါကျရင်တင်းဘလို့ပတ်ဝန်းကျင်ပဲရောက်ဘလို့အခြေအနေထဲမှာပဲရှိတင်သိတယ်ဘုရားသခင်ငါနဲ့အတူရှိတယ်ဘုရားရဲ့မျက်မှောက်တော်ငါနဲ့အတူရှိတယ်ဘုရားသခင်ငါဘက်မှာရှိတယ်ဒီတိုင်းတစ်ချင်းဆိုနေတာမဟုတ်တော့ဘူးသိကိုသိလာတာတင်သိတဲ့အပေါ်မှာတင်ရဲ့အသက်ရှင်ခြင်းကလည်းတကယ်ထူးခြားလာတယ်ရောက်တဲ့နေရာတိုင်းမှာအသီးပွင့်တွေမြင်တွေ့လာရတယ်ရောက်တဲ့နေရာတိုင်းမှာထူးခြားမှုတွေမြင်တွေ့လာရတယ်ရောက်တဲ့နေရာတိုင်းမှာတင်ရဲ့အသက်တာတိုင်းပြန်ပြီးတော့မှသူများကိုစီးဆင်းလာတဲ့အရာတွေကိုတောင်မှပြန်ပြီးတော့မှတင်အံ့ဩရတဲ့အထိဘုရားသခင်ကသူ့ရဲ့အတူရှိခြင်းကိုတင်ရဲ့သက်တာမှာထင်ရှားလာစေမှာဖြစ်တယ်အာမင်ဒါကြောင့်အားလုံးသူတို့ကခဏတော့မတ်တက်ရအောင်ပြီးတော့မှအဲ့ဒီဘုရားသခင်ကိုကျွန်တော်ကိုးကွယ်ရအောင်ကျွန်တော်အနေနဲ့တကယ်ဆိုတော့အများကြီးတော့ပြောချင်တယ်ဒါပေမဲ့လည်းဒီနေ့အဓိကယေရှုခရစ်တော်အပြင်ဘုရားသခင်ပြင်ဆင်ပေးတဲ့အသားနှလုံးသားနဲ့ဘုရားသခင်ကိုကျေနပ်စေတော်သူတွေဖြစ်ဖို့ဒီနှုတ်ကပတ်တော်ကျွန်တော်ဘုရားသခင်စီလွတ်ပေးတာဖြစ်တယ်ကျွန်တော်တို့တစ်ခါကျရင်ကျွန်တော်တို့ရဲ့လုပ်ရက်တွေကျွန်တော်တို့ရဲ့ခံစားချက်တွေကျွန်တော်တို့ရဲ့အခြေအနေပတ်ဝန်းကျင်ကြည့်ပြီးမှဘုရားသခင်ကိုကိုးကွယ်မယ်မကိုးကွယ်ဘူးစိတ်ထဲမှာဘလို့ဖြစ်တယ်ဒါတွေနဲ့တင်ကိုးကွယ်လို့မရဘူးယေရှုကိုစစ်စစ်ကြည့်ပါဒါကြောင့်နှုတ်ဘတ်တော်ထဲမှာပြောတယ်သခင်ယေရှုကိုစစ်စစ်ကြည့်ပါသခင်ယေရှုခရစ်တော်အပြင်ပဲကျွန်တော်တို့ကဘုရားသခင်ရဲ့ရှိမှတင်းကထိုက်တန်စွာကိုးကွယ်ငယ်ရတာတင်းကိုတင်အားငယ်ပြီးကိုးကွယ်ဖို့မစဲစားနဲ့ယေရှုအပြင်တင်းကထိုက်တန်တော်သူဖြစ်တယ်ယေရှုရဲ့အသွေးတော်အပြင်တင်းကိုဘုရားသခင်ကထိုက်တန်စေပြီးသားကျွန်တော်အများအားပြောတယ်အလုံးစုံထိုက်တန်ခြင်းရှိတဲ့ဘုရားကိုတင်ကိုးကွယ်ဖို့တင်ကထိုက်တန်တော်သူဖြစ်မှရတာနော်မထိုက်တန်ဘူးလို့တင်ခံစားရရင်တင်ကိုးကွယ်လို့မရဘူးမထိုက်တန်တော့သူကမျက်မှောက်တော်ထဲတိုးဝင်ခွင့်မရှိဘူးမထိုက်တန်ဘူးလို့တင်ကိုအဲ့လိုတတ်မှတ်ထားရဆိုရင်တင်မျက်မှောက်ဖျားဘလို့မှကိုးကွယ်လို့မရအောင်ထိုက်တန်တော်သူပဲထိုက်တန်တော်ဖျားကိုထိုက်တန်စွာနဲ့ကိုးကွယ်ခွင့်ရတာဒါဆိုဘယ်ရာကတင်ကိုထိုက်တန်စေတာလဲယေရှုခရစ်တော်ရဲ့အသွေးတော်ကတင်ကိုထိုက်တန်စေတာအဲ့ဒီထိုက်တန်အဲ့ဒီ confidence အဲ့ဒီရဲရင်မှုနဲ့ဖျားကတင်ကိုတိုးဝင်လာဖို့ဂျေဇုပလင်ကိုတိုးဝင်လာပါရဲရင်စွာနဲ့ဂျေဇုပလင်ကိုတိုးဝင်ပါဘာကြောင့်ရဲရင်ခိုင်းတာလဲမိုက်ယူရဲခိုင်းတာမဟုတ်ဘူးတင်းကိုတင်အကောင်းဆုံးငါအကောင်းဆုံးတက်ရှင်တာနဲ့ဘုရားငါ့ကိုလက်ခံပါပဲဆိုတော့အဲ့ဒီဟာကိုပြောနေတာမဟုတ်ဘူးယေရှုခရစ်တော်အားဖြင့်ဘုရားငါ့ကိုလက်ခံတယ်ငါဘလောက်ပဲအခုချိန်မှာငါဘဝဘလို့ပဲဖြစ်နေပါစေဘလောက်ပဲလူတွေရှေ့မှာငါ့ကိုအမျိုးစုံပြောနေပါစေငါ့ကိုအမြဲတမ်းလက်ခံတဲ့ယေရှုခရစ်တော်အားဖြင့်ယေရှုရဲ့အသွေးတော်အားဖြင့်ဘုရားကငါ့ကိုလက်ခံတယ်ဒါကြောင့်ဘုရားကရှေ့တော်ပေါင်းကတိုးဝင်မယ်အဲ့ဒီစိတ်ချမှုတွေအဲ့ဒီရဲရင်မှုကိုပြောနေတာယေရှုခရစ်တော်အပြင်တင်စိတ်ချတတ်သွားတယ်ယေရှုခရစ်တော်အပြင်တင်ရဲရင်ခြင်းယေရှုခရစ်တော်အပြင်ဘုရားသခင်ရှေ့တော်မှာကိုတရားဝမ်းမြောက်စွာနဲ့တကယ်ပဲတင်ဝင်ရောက်တတ်တယ်ဘုရားနဲ့သူမိတ္တာရဖွဲ့တတ်တယ်ဆိုရင်တင်းရဲ့တက်တာထဲမှာ fruit of worship ကိုးကွယ်ခြင်းတရားတွေအတီးပွင့်နေတင်တာပြီးတင်းရဲ့တက်တာထဲမှာတီးပွင့်လာမှာအပင်တပင်ကအတီးတီးရဲဆိုတာစူးစမ်းပြီးအတီးမတီးဘူးဘယ်ချိန်မှာအတီးတီးလဲအချိန်တန်တဲ့အခါမှာအတီးတီးတာဖြစ်တယ်အဲ့ဒီအချိန်တန်တာလဲဘလို့အချိန်တန်တဲ့ကိုအချိန်တန်ခြင်းနဲ့ဖြစ်ပွားတော့လဲအပင်အဲ့ဒီအပင်ကအစဉ်အတိုင်းကြီးထွားခြင်းထဲမှာအချိန်တန်ခြင်းကရောက်လာတာဖြစ်တယ်တင်စူးစမ်းလို့အတီးမတီးဘူးနော်ဝိညာဉ်ရမှာအတီးတီးဖို့မစူးစမ်းနဲ့ကြီးထွားဖို့ပဲအမြဲတမ်းပြင်ဆင်ခြင်းခံယူပါတင်ရဲ့ဝိညာဉ်ရမှာကြီးထွားခြင်းကအဓိကဖြစ်တယ်အချိန်တန်တဲ့ခါမှာတင်ကအတီးကိုတီးပါဘာကြောင့်လဲအမြင့်တီးဟူသောယေရှုခရစ်တော်ကတင်းရဲ့အသက်တာကိုအစဉ်အတိုင်းတင်းရဲ့အသက်တာထဲမှာတိုးပွားခြင်းတွေတင်းရဲ့အသက်တာထဲမှာပြန်ပြီးအားဖြည့်ပေးတယ်တင်းရဲ့အသက်တာကိုလန်းဆန်းစေတယ်တင်းရဲ့အသက်တာကိုဆွဲခေါ်တယ်တင်းရဲ့အသက်တာကိုပြုပြင်တယ်တင်းရဲ့အသက်တာထဲမှာသူကလိုအပ်တယ်လို့တင်းရဲ့အသက်တာကိုဥဆောင်နေတာဖြစ်တယ်အချိန်တိုင်းတင်ကအတီးတီးမဲ့သူဖြစ်တယ်ဟာလေလုယာအဲတော့ကျွန်တော်ဒီချင်းလေးနဲ့ကိုးကွယ်ပြီးတော့မှအသက်တာများပြန်ပြီးပြင်ဆင်ပါပြီးတော့မှယေရှုခရစ်တော်အပြင်တင်ကဖခင်သခင်ကိုနှလုံးသားအကျွမ်းမဲ့နဲ့ကိုးကွယ်တော်သူဖြစ်ပါစေခံစားချက်ရဲ့အထက်မှာယေရှုခရစ်တော်တည်ပြီးတော့တမန်တရားနဲ့ကိုးကွယ်တော်သူဖြစ်ပါစေခံစားချက်ရဲ့အထက်မှာယေရှုခရစ်တော်တည်ပြီးတော့ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းနဲ့ကိုးကွယ်တော်သူဖြစ်ပါစေခံစားချက်နဲ့ပဲကိုးကွယ်ခြင်းနဲ့လမ်းမဆုံးပါနဲ့ခံစားချက်ရဲ့အထက်မှာဝိညာဉ်တော်နှုတ်ကပတ်တော်နဲ့ကိုးကွယ်တတ်တော်သူတွေဖြစ်ပါစေ